အားလုံးမင်္ဂလာပါလို့နောက်တစ်ခါပြန်ပြီးတော့နောက်ခေါ်ဆက်တာပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဥပ္ပစာပေသင်ခန်းစာပေါ့နော်ဒီဒုတိယ quarter ရဲ့သင်ခန်းစာအခန်းကြီး10ပေါ့နော်အခန်းကြီး10ရဲ့ခေါင်းစဉ်ဆာလံကျမ်းတွင်အပိုင်း1ဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်ဒီဘက်လေ့လာသွားကြမှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်နဲ့တူစာသိန်းတွက်လင်းရှိတယ်ပြီးတော့စီကဘော2ရှိတယ်ထီကဘောရှိလည်းရှိနေပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာဖျားခင်နှုတ်ဘတ်တော်ကိုအတူတကွလေ့လာဆွေးနွေးတင်ပြတဲ့အခါမှာကျွန်တော်နဲ့တူဒီ online ကရှိနေတဲ့မိတ်ဆွေတွေလည်းကျွန်တော်တို့တူတကွလိုက်လံပြီးတော့မှလေ့လာသင်ယူကြဖို့ရအတွက်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့ဒီသင်ခန်းစာကိုမစတင်ခင်မှာခဏလေးဦးညွှတ်ပြီးတော့ဆုတောင်းကြပါစို့အထက်ကောင်းမွန်၌ရှိတော်မူသောဖခင်ခင်ကိုရှင်ကျေးဇူးတော်ကြောင့်ဒီနေ့တခါပြန်ပြီးတော့မှဥပ္ပစာပေသင်ခန်းစာအခန်း10ဖြစ်တဲ့ဆာလံကျမ်းတွေအပိုင်း1ဆိုတဲ့ခေါင်းစဉ်ကိုဒါမျိုးကျွန်တော်လေ့လာသွားကြမှာဖြစ်ပါတယ်ကျွန်တော်၄ယောက်ပေါ်မှာလဲဝိညာဉ်တော်အုပ်စိုးတော်မူပါတန်ရှင်သောဝိညာဉ်တော်ပဲ့ပင်တော်တင်၍ကျွန်တော်တို့လေ့လာထားသောအရာများဆွေးနွေးတင်ပြသောအရာများအားလုံးအကောဓမ္မလာသောတင်စကားဖြစ်စေတယ်ကျွန်တော်တို့အတူ online ကနေလေ့လာသွားကြမယ့်ဥပ္ပစာပေသင်ခန်းစာများတို့ချစ်တယ်လေဝိညာဉ်ခွန်အားတည်ဆောက်စရာဖြစ်စေဖို့ရန်ကိုယ်ရဲ့နစ်နေသောအရာများကိုသိရှိနားလည်တော့ချက်များကိုတွေ့ရှိနိုင်ဖို့ operation ကိုညီမစပေးကနာလို့ပါဆုတောင်းတဲ့ခါမှာတပါးတော်သားခင်ခရစ်တော်နာမတော်ပြည့်ရည်သေးလေးမြတ်စွာဘုရားဆုတောင်းသနာတော်ရဲ့ဖော်ပြတဲ့ခင်အာမင်ဟုတ်ပါပြီကျွန်တော်တို့ရဲ့ဒီဆာလံကျမ်းတွေအပိုင်း1သင်ခန်းစာရဲ့အလွတ်ကျမ်းချက်ကလေးကိုကျွန်တော်တို့အတူကရွတ်ဆိုကြရအောင်အလွတ်ကျမ်းချက်ကလေးကိုတော့ကျွန်တော်တို့ဘယ်မှာတွေ့ရလဲဆိုတော့ဗျာဒိတ်ကျမ်းခန်းကြီး14ငယ်1မှာဖြစ်ပါတယ်အတူတကွကျွန်တော်တို့နေလိုက်ဆိုကြရအောင်ထိုနောက်မှာငါကြည့်လေသိုးတငယ်သည်ဇီးရုံတောင်ပေါ်မှာရပ်နေ၏သူ၏နာမနှင့်ခမည်းတော်၏နာမကိုနဘူး၌အခရာတင်တော်သူ3,400လည်းသူတို့နှင့်အတူရှိကြ၏ရတဲ့ကျမ်းဆက်လေးနဲ့ဖြစ်ပါတယ်ဒါတော့ဒီကျမ်းချက်ကလေးကိုကျွန်တော်ကြည့်ချင်းအပြင်ဒီအလွတ်ကျမ်းချက်မှာကျွန်တော်သိုးတငယ်ကိုတွေ့ရတယ်သိုးတငယ်ကတော့ခင်ရှုဖြစ်တယ်ပြီးတော့ဒီ3,400ဆိုတဲ့ဒီအခရာတင်ထားတဲ့သူတွေလည်းတွေ့ရတယ်အဲဒီဘတ်သင်္ကန်းစာကတော့ကျွန်တော်ခင်ယေရှုဘာလေးလှုပ်ဆောင်ခဲ့လေဘာသင်္ကေတတွေနဲ့ကျွန်တော်တို့သိရမလဲ3,400ဆိုတာကိုလည်းပါဝင်ညွှန်းလဲဆိုတာတွေနောက်ပြီးတော့ရစ်ပြောဟိတ်အကြောင်းလေးဒီဘုရားသခင်ရဲ့ဒီညစီမံကိန်းမှာပါဝင်တဲ့လှုပ်ဆောင်မှုအရာတွေဇီးအောင်တောင်ပေါ်မှာဘုရားသခင်ရဲ့ကျွန်တော်ရဲ့စိတ်လုံးထဲကပြည့်ညတ်တော်ဒီအကြောင်းအရာတွေကျွန်တော်လေ့လာစီးပူးရမယ်ဆာလံကျမ်းခန်းကြီး9ကဘာတွေပြောချင်တာလဲကျွန်တော်သိရမယ်ပြီးတော့ဒီဥပဒေကျူးလွန်တဲ့သူတွေကိုဘုရားသခင်ကဘယ်လိုတုံ့တင်လမ်းပြနေလဲဆိုတာကိုလည်းကျွန်တော်လေ့လာသိနေသွားကြရအောင်ဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်တော့ကျွန်တော်တို့တတ္တမနဲ့ဥပုပ်အသင်းတော်အနေနဲ့ဆိုရင်ဒီဗျာဒိတ်ကျမ်းရဲ့သင်္ကေတတွေကိုပေါ့နော်နားလည်ဖို့ရအတွက်ကျွန်တော်ဗျာဒိတ်ကျမ်းတစ်ခုတည်းကိုကျွန်တော်လေ့လာဒါမဟုတ်ဘဲနဲ့ဒီကျမ်းစာတအုပ်လုံးမှာဒီဓမ္မဟောင်းကျမ်းကိုလည်းကျွန်တော်ပြန်ပြီးတော့တူးဆွရှာဖွေလေ့လာကြတာဖြစ်ပါတယ်အဲ့တော့ဒီဗျာဒိတ်ကျမ်းအကြောင်းအရာတွေကိုကျွန်တော်နားလည်ဖို့ရန်အတွက်ဓမ္မဟောင်းကျမ်းမှာဆိုရင်တော့ပြန်ပြီးတော့မိမောင်းထိုးပြထားတယ်ဒီအကြောင်းအရာအဖောက်ကိုအဓိပ္ပာယ်ဆောင်တယ်ဆိုတာတွေကိုမိမောင်းထိုးပြထားတာဆိုတော့ကျွန်တော်တွေ့ရှိရတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဘုရားသခင်ဂတိတော်တွေနဲ့ကယ်တင်ခြင်းကိုမရက်မနာထောပနာပြုတခြင်းအဖြစ်နဲ့ဒီကုန်းရေးဆက်ထားတဲ့ဆာလံကျမ်းဟာလည်းကျွန်တော်တို့ခြံထားလို့မရတဲ့အရာဖြစ်တာပေါ့နော်အဲ့တော့ဗျာဒိတ်ကျမ်းကိုနားလည်ဖို့ရအတွက်လည်းဒီဆာလံကျမ်းတစ်ကျမ်းလုံးကိုကျွန်တော်လေ့လာတဲ့အခါမှာလည်းပို့ပြီးတော့နားလည်အောင်အထောက်အကူပြုတယ်ဆိုတာကိုလည်းကျွန်တော်တွေ့ရှိနိုင်ရတယ်ဒါကြောင့်မလို့ကျမ်းစာကိုလေ့လာတဲ့အခါမှာဒီဓမ္မသစ်ကိုလေ့လာတဲ့အတွက်ကြောင့်ဓမ္မဟောင်းကမလို့တော့ဘူးဆိုတဲ့အယူတွေကအမှားယွင်းတဲ့အယူဟောတာဖြစ်တယ်ဓမ္မဟောင်းကျမ်းကိုလေ့လာတဲ့ကြောင့်ဓမ္မသစ်ကမလို့အပ်ဘူးဆိုတာကိုလည်းဒါမှားယွင်းတဲ့တွင်တယ်မှုဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီကျမ်းစာတအုပ်လုံးဟာဆိုရင်ကျွန်တော်တို့ဒီကက်တင်ချင်းလမ်းစဉ်ကိုမမှန်နဲ့တိကြကြနဲ့
နော်အနာဂတ်ရေးရာတွေကိုကြိုတင်ဟောချချက်တွေကိုသိရှိအောင်တွန်းတင်ပေးနေတာဖြစ်တယ်။ဒါကြောင့်မို့ဒီအပတ်မှာတော့နော်ဆာလံကျမ်းတွေဒီအပိုင်းတေးဆိုပြီးတော့နော်ဒီဆာလံကျမ်းမှာကျွန်တော်တို့အသေးစိတ်ဆာလံကျမ်းကိုလေ့လာဖတ်ရှုပြီးတော့ဗျာဒိတ်ကျမ်းကိုပို့ပြီးတော့နားလည်အသက်ဝင်အောင်ကူညီပေးမှာဖြစ်တယ်။အထူးသဖြင့်ဒီအပတ်မှာတော့ဒီခုနကကျွန်တော်ဖတ်သွားတဲ့အလွတ်ကျမ်းချက်ဗျာဒိတ်ကျမ်း14ထဲမှာဖော်ပြထားတဲ့နောက်ဆုံးသောကြံကျွင်းတဲ့အသင်းတော်ဟာဆိုရင်သူတို့ရဲ့လောကမှာသူတို့ရဲ့လှုပ်ဆောင်ရမယ့်တာဝန်တွေကဘာလဲဆိုတာတွေကိုလည်းကျွန်တော်သိရှိသွားရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့เนาะဒီနေ့ကျွန်တော်တို့ ਨੇ လိုက်လာခဲ့ပါဘုရားသခင်ရဲ့သချင်းစာအုပ်ကြီးဖြစ်တဲ့เนาะဒီဆာလံကျမ်းထဲမှာဖော်ပြထားတဲ့အကြောင်းအရာတွေနဲ့ဒါလေးနဲ့ဘယ်လိုဆက်လဲဆိုတော့ကျွန်တော်ဆက်လက်လေ့လာသွားကြမှာဖြစ်ပါတယ်။ဒီတနင်္ဂနွေနေ့မှာတော့ကျွန်တော်တို့ရစ်ပြောဟိတ်မင်းကြီးဆိုတော့ခေါင်းစဉ်ကျွန်တော်တွေ့ရှိရပါတယ်။ဒီခေါင်းစဉ်မှာဆိုရင်တော့မောရှေရဲ့တဲတော်ကိုတိဆောက်ဖို့ရအတွက်ဟုတ်ဒီတကယ်တော့ဣသရေလလူမျိုးတွေနော်ဣသေလလူမျိုးတွေတောထဲမှာရောက်ရှိတဲ့ကောင်ဘုရားသခင်တို့ကိုဒီတဲတော်ပေါ့နော်ဗိမာန်တော်ကိုဆောက်ဖို့ရအတွက်သူတို့ကိုမောရှေကိုအပက်လူကမလဲတောင်းပေးတယ်ဒါပေမဲ့တောင်းပေးတဲ့အခါမှာဘုရားသခင်ကဒီတဲတော်ရဲ့ဒီဇိုင်းကိုဆိုရင်မောရှေမင်းကိုယ့်အကိုမင်းရဲ့အလိုတိုင်းပဲမင်းဆောက်ချင်တယ်လို့ဆောက်နော်အဲ့လိုမျိုးဘုရားသခင်ကသူ့ကိုလှုပ်ခွင့်မပေးခဲ့ဘူးဘုရားသခင်ကိုယ်တိုင်ကဒီတဲတော်ဒီဗိမာန်တော်ဘုရားသခင်လာရောက်ပြီးတော့နေထိုင်မဲ့ဒီဗိမာန်တော်ကဘယ်လိုပုံစံရှိရမလဲဆိုတော့အသေးစိတ်နော်အတိုင်းအထွာနဲ့တကွဘုရားသခင်ကပေါ်ပြထားတယ်ဆိုတော့တွေ့ရှိရတယ်အဲ့တော့အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်အကျယ်တူပြန်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင်တော့ထွက်မြောက်ကျမ်း24အငယ်1ကနေ40တခန်းလုံးပြောကြည့်မယ်ဆိုရင်เนาะကျွန်တော်အဲ့ဒီအကြောင်းအရာတစ်စိတ်တစ်ပိုင်းကိုတွေ့ရှိရမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်ဘုရားသခင်ကဒီဗိမာန်တော်ကိုမောရှေကိုကဲမင်းဆောက်ပါလို့เนาะပြောတဲ့အခါမှာတဲ့သူဘာမှာကြားခဲ့လို့ထွက်မြောက်ကျမ်း25အငယ်40ထဲမှာတောင်ပေါ်မှာတင့်အားပြခဲ့ပြီးတော့ပုံနဲ့ညီလျော်စွာလှုပ်ခြင်းကတတိပြုရမည်တောင်ပေါ်မှာဆိုတာကနော်မောရှေနဲ့ဖယားနဲ့ရက်40လုံးတောင်မှာသွားပြီးတွေ့ဆုံတဲ့အခါဖယားသခင်ကနော်မောရှေကိုဒီဗိမာန်တော်ရဲ့ပုံစံနဲ့နော်ဒီမှာတဲ့အားပြခဲ့ပြီးတော့ပုံတယ်နော်အဲ့မှာမောရှေကတွေ့ခဲ့ရတယ်နော်ကောင်းကင်နိုင်ငံမှာရှိတဲ့ဗိမာန်တော်ရဲ့ပုံအဲ့ဒီပုံကိုမောရှေကဒီတောင်ပေါ်မှာတွေ့ခဲ့ရတယ်။အဲ့ဒီအတိုင်းထွာကြတော့ဘုရားသခင်ပြန်ပြီးတော့ထပ်ပြီးတော့သူ့ကိုဒီအတိုင်းထားတိုင်းမင်းဆောက်လို့ရမယ်ဆိုတော့လည်းထပ်ပြီးတော့ညွှန်ကြားခဲ့တာကျွန်တော်တွေ့ရှိရတယ်။အဲ့တော့ဟေဘရဲအခန်းကြီး9ငယ်17ကနေ15ကိုကျွန်တော်ဖတ်မယ်ဆိုရင်ခရစ်တော်ဒီကောင်းကင်တွင်ကျွန်တော်တို့ရစ်ပြောဟိတ်မင်းကြီးဖြစ်သည်ကိုဖတ်ပါတဲ့ကျွန်တော်တို့အတွက်မြည်တို့ပြုသည်ဟုတွင်တင်တယ်နီ။အဲ့တော့ဒီမှာဆိုရင်ဒီဗိမာန်တော်ရဲ့လှုပ်ဆောင်မှုထဲမှာရစ်ပြောဟိတ်မင်းကြီးဆိုတာရှိတယ်။အရင်အပတ်ပြီးတော့လည်းကျွန်တော်ပြောခဲ့တယ်နော်ဒီတဲတော်ရဲ့လှုပ်ဆောင်မှုတွေဝိနည်းထုံဖွဲ့တယ်အားလုံးဒီဗိမာန်တော်မှာရှိတဲ့အရာတွေအားလုံးကသခင်ယေရှုကိုပုံပမာနော်သခင်ယေရှုကိုပုံဆောင်တယ်နော်ဆိုတော့ဟိုအပေါဝမှာတကားကအစတိုးလေးကအစရစ်ပြောဟိတ်ကအစဝင်လာတဲ့အခါမှာဒီဒါရေကန်ကအစဒီမီးတိုင်9တိုင်ကအစဒီရှေ့တော်မုတ်12လုံးကအစဒီကလကဘေးနာကနန္ဒပလင်နော်နန္ဒပလင်ကနေအစနာအတွင်းတန့်ရှင်ဆုံးခနဲ့တော့ရစ်ပြောဟိတ်ကြီးနော်ဝင်လာပြီးတော့လှုပ်ဆောင်မှုတွေအားလုံးပရိညတစ်တာအထက်ကအညတော်10ပါနော်ဒီအရာတွေအားလုံးကသခင်ယေရှုကိုပုံဆောင်ထားတာဖြစ်တယ်ဒါပေမဲ့ဒီထဲမှာကတော့ဒီနေ့အထူးပြောချင်တဲ့အရာကတော့ရစ်ပြောဟိတ်မင်းကြီးနော်သခင်ယေရှုကရစ်ပြောဟိတ်မင်းကြီးအနေနဲ့သူကတာဝန်ယူပြီးတော့လှုပ်ဆောင်နေတယ်ဘာတွေလုပ်လဲဟေဘရဲခန်းကြီး9မှာကျွန်တော်တို့ဖတ်ကြည့်အောင်နော်ဟေဘရဲခန်းကြီး9ငယ်17ကနေ15မှာကျွန်တော်တို့ဖတ်မယ်ဆိုရင်သ
သခင်ယေရှုရဲ့ရစ်ပြောဟိတ်ကြီးနေရာမှာလှုပ်ဆောင်မှုကိုကျွန်တော်တို့တွေ့ရှိရတယ်ဟေဘရဲဩဝါဒစာအခန်းကြီး9ငယ်7ကနေ15ကျဖတ်ပြမယ်ယခုမှလူလက်ဖြစ်မလို့ဤလောကဓာတ်နဲ့မဆက်ဆိုင်တာ၍ကြီးမြတ်စုံလင်သောတဲတော်၌နောက်မင်္ဂလာကျိုးတို့၏ရစ်ပြောဟိတ်မင်းဖြစ်သောခရစ်တော်သည်ငါတို့ဖို့ထာဝရရွေးနှုတ်ခြင်းကျေးဇူးကိုခံရ၍စိတ်အသွေးနွားကလေးအသွေးနဲ့မဟုတ်မိမိအသွေးတော်နဲ့တန့်ရှင်းရာဌာနထဲသို့တခါတည်းဝင်တော်မူ၏အကြောင်းမူကားအညစ်အကြေးရှိသောသူတို့ပေါ်၌ဖြန်းသောနွားအသွေးစိတ်အသွေးနွားမကလေးပြာသည်သူတို့၏ကိုယ်ခန္ဓာ၌စင်ကြယ်ခြင်းကိုပြုနိုင်သည်မှန်နေထိုမြတ်မကအပြစ်ကင်းသောကိုယ်တော်ကိုထာဝရဝိညာဉ်တော်အဖျင်ဘုရားသခင်ရှေ့၌တင်လူပူဇော်သောခရစ်တော်၏အသွေးသည်တည်ခြင်းနှင့်ဆက်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍သင်တို့သည်အသက်ရှင်တော်မူသောဘုရားသခင်ကိုဝတ်ပြုမိအကြောင်းသင်တို့၌ကိုတည်သောစိတ်ကိုစင်ကြယ်စေခြင်းကတာ၍တတ်နိုင်တော်မူသည်မဟုတ်လောထို့ကြောင့်ပထမပရိညင်တရားလက်ထက်၌ပြစ်မှားသောအပြစ်ကိုလည်းလွတ်စေခြင်းကလည်းကောခရစ်တော်သည်အသေးခံတော်မူသည်ဖြစ်၍ခေါ်တော်မူသောသူတို့သည်ဂတိတော်နှင့်ရှင်သောထာဝရအမွေကိုခံရမည်အကြောင်းထိုသခင်သည်ပရိညင်တရားသိအာမခံဖြစ်တော်မူ၏အဲ့တော့နော်ဒီအကြောင်းအရာလေးကိုကြည့်တဲ့အခါမှာသခင်ယေရှုကိုယ်တိုင်ကဒီအခုနော်သခင်ယေရှုကကောင်းကင်နိုင်ငံမှာဘာလုပ်လဲဆိုရစ်ပြောဟိတ်မင်းကြီးအနေနဲ့သူကဗိမာန်တော်တွင်ခန်းကိုသူဝင်သွားတယ်နွားအသွေးအရင်တော့နွားအသွေးစိတ်အသွေးတူးအသွေးလေးတွေနဲ့အပြစ်လာဖြေကြတယ်ရစ်ပြောဟိတ်စီမှာဒီအစ္စရေးလူမျိုးတွေဗိမာန်တော်သွားတဲ့အခါမှာတိုးလေးတွေနွားလေးတွေအခုကလေးတွေအသွေးတွေယူသွားပြီးတော့သွားပြီးတော့တပ်ပြီးတော့ရစ်ပြောဟိတ်ကနေပြီးတော့သွေးတွေနဲ့သွားပြီးတော့သူရဲ့အပြစ်ကိုဖြေဖို့ဆုတောင်းပေးရတယ်ဒါပေမဲ့အခုကတော့မဟုတ်တော့နော်သခင်ယေရှုလွန်ခဲ့သောနှစ်ပေါင်း2000မှာကားတိုင်းမှာအသွေးသွန်းပြီးသွားတဲ့အခါမှာတဲ့နော်အရှင်တုန်းကနော်ဒီပထမပဋိညာဉ်မှာရှိတဲ့အပြစ်တွေလည်းသခင်ယေရှုကဖြေလို့ပြတယ်ဟိုကဘာဦးစားကနေပြီးတော့ကဘာအဆုံးအထိဒီအသွေးတော်ကားတိုင်းမှာအသက်ပေးခဲ့တဲ့အသွေးတော်ကဒီကဘာလုံးပြီးကဘာဦးစားကနေပြီးတော့ကဘာအဆုံးအထိပြတ်မှာမယ်ပြစ်တွေအားလုံးကိုဖြေလို့ပေးတဲ့အမှုကိုရစ်ပြောဟိတ်မင်းကြီးအနေနဲ့သခင်ယေရှုပြဟိုကောင်းတဲ့နေရာမှာဒီဝတ်ကိုပြုတ်ပေးနေတာဖြစ်ပါတယ်အဲ့တော့သခင်ယေရှုအားဆိုရင်ရစ်ပြောဟိတ်ကြီးအနေနဲ့သူကပေးဆက်ခြင်းနော်ဒီသူလှုပ်ဆောင်ခဲ့တယ်ဒီနောက်ပြီးတော့ခုနကျွန်တော်ပြောသလိုဗိမာန်တော်အတွင်းပိုင်းရဲ့ပြိဘောဂတွေနော်အလားလက်စားဆင်လာတဲ့အရာတွေအားလုံးအားဆိုရင်လည်းဒီကောင်းကင်နိုင်ငံရဲ့ကောင်းကင်နိုင်ငံနဲ့တော့ရဲ့ဗိမာန်တော်ကိုပြန်ပြီးတော့နော်အရေးပေါ့နော်ကောင်းကင်နိုင်ငံဗိမာန်တော်ရဲ့ပုံတူကိုဘုရားသခင်ကဒီမြေကြီးမှာချပြပေးခဲ့တာဖြစ်တယ်လှုပ်ဆောင်မှုအားလုံးကတော့သခင်ယေရှုရဲ့ကယ်တင်ခြင်းလမ်းစဉ်ကိုပုံဖော်ထားတယ်ဆိုတော့ကျွန်တော်တွေ့ရှိရတယ်အဲ့တော့ဒီမှာဆိုရင်နော်ဗိမာန်တော်ရဲ့ဒီမီးတိုင်ပေါ့နော်ဒီမီးတိုင်ဟာဆိုရင်လည်းသခင်ယေရှုရဲ့နော်အလင်းကိုပုံဆောင်တယ်သခင်ယေရှုကလည်းဒီမုံနော်ခုနကဒီမုံဆိုရင်လည်းသခင်ယေရှုကငါကောင်းငင်လာတဲ့အသက်မုံဖြစ်တယ်ဆိုတာကိုလည်းဒါဖော်ပြထားတာကျွန်တော်တွေ့ရှိရတယ်အဲ့တော့ဒီပရိညင်သစ္စာကြီးရတယ်ဟိုအတွင်းခန်းထဲမှာပရိညင်သစ္စာကြီးဒီဟိုအတွင်းခန်းထဲမှာရှိနေခြင်းပြီးတော့တစ်အပေါ်ကဒီခေရုဗိမ်နော်ဒီအောင်ငင်တမနှစ်ပါးနဲ့အတူသူတို့အတူတူနော်ဒီစိုက်ကြည့်နေတဲ့ဒီအလဲရုဏပလင်ဟာဆိုရယ်ဘုရားသခင်ရဲ့အပြစ်လွတ်ခြင်းကိုပုံဆောင်တဲ့အရာဒီဖြစ်တယ်ဆိုတော့လည်းကျွန်တော်တွေ့ရှိရတယ်အဲ့တော့သခင်ဘုရားနော်သခင်ယေရှုရဲ့ဒီဗိမာန်တော်မှာလှုပ်ဆောင်မှုအရာအားလုံးပါဆိုရင်ကျွန်တော်တို့ရဲ့ကြီးမားတဲ့လွန်ကျူးခဲ့တဲ့အပြစ်တွေအားလုံးကိုကယ်တင်ပြီးတော့မှဒီအပြစ်တွေကိုဖြေလွတ်ပြီးတော့မှကျွန်တော်တို့ကိုဒီထာဝရအသက်နဲ့ထိုက်တန်အောင်ကျွန်တော်တို့ကိုညီပေးနေတဲ့သူရဲ့လှုပ်ဆောင်မှုတွေဖြစ်တယ်ကယ်တင်ခြင်းလမ်းစဉ်မှာရစ်ပြောဟိတ်ကြီးရဲ့လှုပ်ဆောင်မှုတွေအားလုံးဟာကျွန်တော်တို့ရဲ့တူးစီရဲ့နော်ကယ်တင်ခြင်းနဲ့ဆိုင်တဲ့အရာတွေကိုဘုရားသခင်မိမောင်းထိုးပြထားတယ်ဆိုတော့ကျွန်တော်တွေ့ရှိရတယ်
အဲ့တော့ဗိမာန်တော်အကြောင်းလေ့လာတဲ့ခါမှာတဲ့နော်ကျွန်တော်သင်ခန်းစာအများကြီးရနိုင်တယ်ဒီဆာလံစာအုပ်မှာလည်းဆာလံကျမ်းပါနော်ဘုရားဒီဗိမာန်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာအသေးစိတ်တွေကိုလည်းပေါ်ပြထားတာကျွန်တော်တွေ့ရှိရတယ်ဘုရားသခင်ဆိုရင်ဗိမာန်တော်နဲ့နီးစပ်စွာနေခြင်းနော်ဗိမာန်တော်နဲ့နီးစပ်စွာနေတယ်ဆိုတာကိုလည်းကျွန်တော်တွေ့ရှိရတယ်နော်ဘုရားသခင်ကိုယ်တိုင်ပါတယ်ငါဒီနော်သင်တို့နဲ့အတူနေဖို့ရတတ်ရှင်တော့တန့်ရှင်းရဌာနကိုလုတ်ကြစီဆိုပြီးတော့ဘုရားသခင်ကိုယ်တိုင်ဖော်ပြခဲ့တာလည်းရှိနောက်ပြီးတော့ရှောလမုန်မင်းကြီးဒီဗိမာန်တော်ကိုယေရုရှလင်မြို့မှာရှိတဲ့ဗိမာန်တော်သူတိဆောက်ပြီးတဲ့အခါမှာဘုရားသခင်ကိုယ်တော်တိုင်ကသူ့ရဲ့ဘုန်းတော်နဲ့ကြွရောက်လာတယ်ဆိုတာကိုလည်းကျွန်တော်နှုတ်ဘတ်တော့အဖြစ်သိရှိရတယ်အဲ့တော့ဗိမာန်တော်ဟာဆိုရင်ဘုရားသခင်တည်ရှိတဲ့နေရာဖြစ်တယ်ဒါကြောင့်ဒါဝိမင်းကြီးကဆိုရင်တော့ဒီဗိမာန်တော်ကိုတွားခြင်းနော်ဗိမာန်တော်မှာနေခြင်းဗိမာန်တော်မှာအမှုဆောင်ခြင်းအဲ့ဒီအခွင့်အရေးကိုသူကနှစ်သက်တယ်သူဆာလံကျမ်းထဲမှာလည်းနော်သူပြောထားတာရှိတယ်ဗိမာန်တော်ကိုတွားမယ်လို့လူတွေပြောကြတဲ့အခါမှာငါဝမ်းမြောက်တယ်ဆိုပြီးတော့နော်ဒါဝိမင်းကြီးကနော်သူကိုယ်တိုင်ဗိမာန်တော်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့စိတ်ကဘယ်လောက်ထိဗိမာန်တော်နဲ့ဘယ်လိုပြောမလဲဆွေးလန်းခြင်းရှိတယ်ဆိုတော့သူဖော်ပြထားတာကျွန်တော်တွေ့ရှိရတယ်ဒီဆာလံကျမ်း122ကိုကျွန်တော်ဖတ်မယ်ဆိုရင်ကျွန်တော်ဗာတွေ့ရမယ်တစ်ချက်လောက်နော်ဆာလံကျမ်း122မှာဆာလံကျမ်း122ငယ်တစ်ကနေနော်ဖတ်ကြည့်မယ်ဆိုငါတို့ဒီထာဝရဘုရားအိမ်တော်သို့တွားကြကုန်ဟန်ဟုဒီလိုဘာလို့ပြောကြတော့ခါငါဒီဝမ်းမြောက်ခြင်းရှိနော်အဲ့တော့ဒါဝိမင်းကြီးကဘုရားသခင်ရဲ့နော်အိမ်တော်ကိုဗိမာန်တော်ကိုတွားမယ်လို့လူများပြောတာနဲ့သူကလည်းပြောတယ်ဝမ်းမြောက်တယ်သူလည်းတွားချင်တယ်အိုးယေရုရှလင်မြို့တင်းတကားတို့အတွင်း၌ငါတို့ဒီရက်ရွေနေကြလိမ့်မည်ယေရုရှလင်မြို့သည်စစ်ဆက်တော်မြို့ကဲ့သို့တည်နော်အမျိုးအနွယ်တို့သည်ထိုမြို့သို့တက်ကြ၏ဣသရေလမျိုးထုံးစံရှိသည့်တိုင်ထာဝရဘုရား၏အမျိုးအနွယ်တို့သည်ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းခြင်းကတက်သွားကြ၏ဒါတော့ဘုရားသခင်ဗိမာန်တော်ထိုမြို့၌တရားစီရင်ရပလင်ဒါဝိမင်းမြို့၏ယာဇပလင်တို့သည်တည်ကြ၏ယေရုရှလင်မြို့ငြိမ်ဝတ်မိကြောင်းဆုတောင်းကြလောထိုမြို့ကိုမျက်နှိုးစုံမက်တော်တို့သည်ချမ်းသာရကြပါစေသောသင်မြို့ရိုးအတွင်း၌ငြိမ်ဝတ်ခြင်းသင်၏ဘုံဗိမာန်တို့၌ချမ်းသာခြင်းရှိပါစေသောသင်၌ငြိမ်ဝတ်ခြင်းရှိပါစေသောဟုငါသည်ညီကိုတို့အတွက်အဆွေခင်မွန်းတို့အတွက်ပြောဆိုပါငါတို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကိုထောက်၍သင်အကျိုးကိုရှာပါမည်ဒီဗိမာန်တော်ကိုဆိုရင်နော်ဒါဝိမင်းကြီးအမတန်တန်ဖိုးထားတယ်ဆိုတော့လည်းကျွန်တော်တွေ့ရှိရတယ်သူ့ရဲ့သားရှောလမုန်မင်းကြီးဆိုရင်သူဗိမာန်တော်ဆက်ကပ်တဲ့အချိန်မှာသူဆွတောင်းတယ်ဒီဗိမာန်တော်မှာနော်လာပြီးတော့ဆွတောင်းသောသူများဟာပြည့်စုံပါစေဗိမာန်တော်ကိုမရောက်ဘဲနဲ့အဝေးကနေဗိမာန်တော်ကိုမျောပြီးတော့ဆွတောင်းတဲ့သူတွေလည်းပြည့်စုံပါစေဆိုပြီးတော့သူကဆွတောင်းတယ်ဒါကြောင့်မလို့နော်ကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုဒန်လဘာဘူးလို့တိုင်းမှာရှိတယ်သူတရက်3ခါသူဆွတောင်းတဲ့အခါမှာသူကပတင်မောက်ယေရုရှလင်မြို့ဗိမာန်တော်ရှိတဲ့နေရာဘက်ကိုသူကတခါတဲ့ဦးလဲပြီးတော့မှတကားဘောက်ဖွင့်ပြီးတော့သူဆွတောင်းတယ်ဗိမာန်တော်ကိုပြန်မရောက်နဲ့ဒါပေမဲ့ဗိမာန်တော်ကိုရည်ညွှန်းပြီးတော့မှဆွတောင်းတဲ့တော့ပြည့်စုံပါစေဆိုပြီးတော့ရှောလမုန်မင်းကြီးကဆွတောင်းခဲ့တယ်ပရိသတ်ကြီးလည်းအာမင်ဆိုခဲ့ကြတယ်အဲ့တော့ဗိမာန်တော်ရဲ့ထူးခြားမှုကတော့ဒီဗိမာန်တော်မှာရစ်ဖြစ်လို့ပြီးတဲ့ရစ်ပြောဟိတ်ကြီးရှိတယ်သူရဲ့လုပ်တော့ကြေပွန်သာထမ်းဆောင်ရရှိတယ်အဲ့ဒီရစ်ပြောဟိတ်မင်းကြီးကတော့အခင်ရှုခရပဲဖြစ်ပါတယ်ကျွန်တော်တို့ကိုဒီအပြစ်တွေကိုခွင့်လွတ်ဖို့ခြေကြောပေးဖို့ထာဝရအသက်နဲ့ထိုက်တန်သောသူတွေဖြစ်ဖို့ရအတွက်ဒီဗိမာန်တော်ရဲ့အမှုတွေကိုလှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်အဲ့ဒါလေးကိုဒီတနေ့နေ့မှာကျွန်တော်တွေ့ရှိရတယ်တရားစီရင်ခြင်းတွေကိုရစ်ပြောဟိတ်ကြီးအနေနဲ့နေ့စဉ်ဝတ်ကိုပြုတ်တယ်လို့တနေ့တစ်ခါဝတ်ကိုလည်းပြုတ်ပြီးတော့ဒီတရားစီရင်ခြင်းတွေမှာလည်းဒီဗိမာန်တော်လှုပ်ဆောင်လို့အားလုံးအားဆိုရင်အကျုံးဝင်ပြီးတော့ကျွန်တော်တို့ကိုကယ်တင်ခြင်းလောက်ပို့ဆောင်ပေးတယ်ဆိုတော့တွေ့ရှိရပါတယ်ဟုတ်ပါပြီကျွန်တော်ဆက်လက်ပြီးတော့ဆရာသိန်းထွန်းလင်းနဲ့တူကျွန်တော်တနင်္လာနေ့သင်ခန်းစာကိုလေ့လာတော့တယ်
ဘာကျွန်တော်တင်းလာနေဆက်လက်လာတဲ့အခါမှာစီအောင်တောင်ပေါ်တွင်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်လေ့လာဖြစ်တယ်ဒီဗျာဒိတ်14ကိုကျွန်တော်ဖတ်ကြည့်တဲ့အခါမှာအဲ့စီအောင်တောင်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရတယ်အဲ့စီအောင်တောင်ပေါ်မှာဘုရားသခင်ရဲ့လူတွေဟာဆိုဖြစ်ရက်နေတယ်ဆိုတာကိုဒီဗျာဒိတ်14မှာဒီတွေ့ရတယ်ဆိုတော့ဒီစီအောင်တောင်ရဲ့ဒီဇစ်မြစ်လေးကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာသူ့ရဲ့တည်ရှိခဲ့တဲ့နေရာတော့ဒီအခုချိန်မှာဒီယေရုရှလင်မြို့ရဲ့ဒီအနောက်ဖက်စွန်းမှာသူရှိခဲ့တယ်ဆိုတော့ဒီနေရာကလည်းပဲကျွန်တော်တို့ဒီတမန်ကျမ်းစာအရာကျွန်တော်ကြည့်ပါစေရင်ဒီဖျားရာဇပလင်တော်နဲ့ဒီဖျားဆိုပြီးအဲ့နေရာမှာကိန်းအောင်တဲ့နေရာအဲ့ဆိုပြီးတော့မှကျွန်တော်တွေ့ရတယ်ဒီဇီးုံတောင်မှာဆိုဖြစ်ဒါကြောင့်ဒီတောင်ဟာတဲ့အခုချိန်မှာတော့ဒီမောရိယတောင်တွင်တည်ရှိသောဗိမာန်တော်တောင်လို့လည်းပဲဒီခေါ်တယ်ဆိုတော့အဲ့ဒါကိုဇီးုံတောင်ဆိုပြီးတော့မှကျွန်တော်ခေါ်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒီနောက်ဆုံးအချိန်မှာလည်းပဲဒီကြံကျွင်းတဲ့သူတွေဖြစ်တဲ့ဒီကျွန်တော်နောက်ဆုံးဘုရားရဲ့သားသမီးတွေရာဆိုဖြစ်သူတို့လည်းပဲဒီဗျာဒိတ်14အရာဆိုအဲ့ဒီဇီးုံတောင်ပေါ်မှာသူတို့ရက်နေကြတယ်ဆိုပြီးတော့မှဒီယောဟန်ကသူဗျာဒိတ်ယူပိုင်အောင်မှာသူမြင်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့တစ်ဖက်မှာကျွန်တော်ဝမ်းသာစရာသတင်းကောင်းကတော့ဒီဖျားရဲ့လူတွေရာဆိုပြီးအဲ့ဒီတန့်ရှင်းတဲ့တောင်ပေါ်မှာသူတို့ရှိနေတဲ့အခါမှာဘာကြောင့်ရှိလဲဆိုတော့ဒီတိုးတငယ်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်တဲ့အဲ့တောင်ပေါ်မှာဆိုတော့တပတ်အဲ့ဇီးုံတောင်ပါဆိုပြီးဖျားကိန်းအောင်တဲ့နေရာကျင်းကွတ်တဲ့နေရာဖြစ်ပေမဲ့လည်းပဲဒီနောက်ဆုံးမှာဆိုပြီးဒီဖျားရဲ့သားသမီးတွေဆိုအဲ့တောင်ပေါ်မှာရှိနေတယ်ရက်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တွေ့ရတဲ့ကြောင့်ဒါကျွန်တော်နားလည်ဖို့ရအတွက်ဒီဆန်လန်15နဲ့24ကိုကျွန်တော်ဖတ်တဲ့အခါမှာအဲ့ဒီဇီးုံတောင်ရဲ့အဲ့တောင်ရဲ့အကြောင်းကိုကျွန်တော်ဆက်တွေ့ရတယ်ဆိုတော့တက်ရှင်းတဲ့တောင်ဆိုပြီးတော့မှကျွန်တော်ပေါ်ပြထားတယ်အဲ့ဒီဆာလန်15ငယ်ဒီဆာလန်သခိုင်းကြီး15ပြီးတော့24အဲ့ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာဆိုတော့အဲ့မှာမေကွန်းလေးအဲ့ဒီဆာလန်15အခန်းကြီး15နဲ့24မှာကျွန်တော်ဒီနှစ်ခန်းစလုံးကိုကျွန်တော်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့အဲ့တက်ရှင်းတဲ့တောင်ပေါ်မှာဘယ်သူတွေနေရပါမလဲဘယ်သူနေနိုင်မလဲဆိုပြီးတော့မှဒီမေကွန်းလေးမေးထားတယ်ဆိုတော့အဲ့ကျမ်းလေးကျွန်တော်ဖတ်ပြခြင်းနဲ့ဒီဆာလန်15ကိုကျွန်တော်ဖတ်တဲ့အခါမှာဟိုထာဝရဘုရားတဲတော်၌အဘယ်သူသည်တဲနေရပါမည်နည်းတန့်ရှင်းသောတောင်ပေါ်မှာအဘယ်သူနေရပါမည်နည်းဟုမူကားဖြောင့်မတ်သောအကျင့်တရားသောအမှုကိုပြုကျင့်၍သစ္စာစကားကိုစိတ်နှလုံးပါနှင့်ပြောထသောသူတစ်ပါး၏အသေးကိုပြည့်စုံခြင်းကပြောဆိုခြင်းကိုယ်နှင့်ဆက်ဆံသောသူ၏အကျိုးကိုပြစ်မှားခြင်းကိုယ်နှင့်ဆက်ဆံသောသူကိုလည်းကဲ့ရဲ့ခြင်းကိုရှောင်ထသောဆွေးဟုတ်သောသူကိုအယုတ်ဟု၍ထင်မှတ်လက်ထာဝရဘုရားအားကြောက်ရွံ့သောသူကိုယိုသေးထသောကိုအကျိုးပြည့်ရတော်လဲကိုကျိန်ဆိုသောသစ္စာဂတိကိုမဖျက်ကိုငွေကိုချေး၍အတိုးမယူအပြစ်မရှိသောသူ၏တစ်ဖက်မှတစိုးကိုမခံဘဲကျင့်သောသူသည်လှုပ်ရှားခြင်းနှင့်အစဉ်အမြဲကင်းလွန်လိမ့်မည်တည်းတဲ့ဆိုတော့တဘွားဒီဆာလံကျမ်းအရာဆိုရင်အဲ့တောင်ပေါ်မှာဘယ်သူနေနိုင်မလဲဆိုပြီးတော့မှမေကွန်းမေးထားတယ်ဆိုတော့နေမဲ့သူတွေကတော့တကယ်ကောင်းတဲ့သူတွေပဲဖြစ်တယ်ဒီဖြောင့်မတ်တဲ့သူတွေပဲသူတို့ကဆိုတကယ်ကောင်းတဲ့အသက်တာနဲ့အသက်ရှင်ပြီးတော့ကောင်းတဲ့အကျင့်နဲ့အသက်ရှင်တဲ့သူတွေဆိုတော့ဒီလူတွေပဲအဲ့တောင်ပေါ်မှာနေနိုင်မယ်တဲ့နေရမယ်တဲ့ဒါကြောင့်သစင်ကျွန်တော်ဒီမှာမေကွန်းမေးစရာရှိလာတာခုနဆန်လန်ကျမ်းထဲမှာသူမေးတယ်လို့အဲ့တောင်ပေါ်မှာဘယ်သူနေနိုင်မလဲဘယ်သူရက်နိုင်မလဲဘယ်သူနေရမလဲမေးလာတဲ့အခါမှာအခုနအဲ့လိုလူတွေကအဲ့ဒီတောင်ပေါ်မှာရက်နိုင်မယ်အဲ့ချိန်ကျရင်ဒီဗျာဒိတ်ဒီ14အရာဆိုရင်ဒီနောက်ဆုံးကြံကျွင်းသောဘုရားသခင်သားသမီးနောက်ဆုံးဒီလူစုဟာဆိုရင်အဲ့တောင်ပေါ်မှာရက်နေတယ်လို့ပြောတယ်ကြောဒါဆိုအဲ့ဒီလူတွေကတော့အခုနစရိတ်သားနဲ့ပြည့်စုံပြီးတော့မှတကယ်အပြစ်ကင်းတဲ့သူတွေပေါ့နော်ဖြောင့်မတ်တဲ့သူတွေဆိုပြီးတော့ကျွန်တော်တွေ့ဒါဆိုရင်ကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒါဆိုရင်ကျမ်းစာအရဆိုရင်ဒီဖြောင့်မတ်တဲ့သူမရှိတရားမှမရှိဆိုပြီးတော့ပြောထားတယ်ပြီးတော့ကျမ်းစာအရဆိုရင်ဒီကိုအပြစ်မရှိလို့ကျွန်တော်ပြောတဲ့သူကအဲ့လူကလူလိမ်ပဲလူညာပဲလို့ကျမ်းစာကျွန်တော်ဖော်ပြထားတယ်ဒါကြောင့်ဒါဆိုရင်အဲ့ဒီတောင်ပေါ်မှာနေနိုင်မဲ့သူကတော့ကျွန်တော်မရှိဘူးရက်နိုင်မဲ့သူကတော့ဘယ်သူနေနိုင်မလဲလို့ပြောတဲ့အခါမရှိဘူးကျွန်တော်ဖြေမယ်ဆိုတော့သို့တော့ကျွန်တော်ဒီဆာလကျမ်းကဟာကိုကျွန်တော်ဒီဒါရိတ်14မှာကြည့်တဲ့အခါမှာဒီလူတွေကရက်နေတယ်လို့ပြောတယ်ဆိုတော့နေနိုင်တာပေါ့နော်ရက်နေနိုင်တဲ့ဒီလူတွေကဒါဆိုရင်ဘာကြောင့်ဒီလူတွေကရက်နေနိုင်လဲ
ကျွန်တော်ကြည့်တဲ့အခါမှာဒီဗျာဒိတ်14မှာကျွန်တော်အဖြေပေးထားတယ်ဒီဆက်ဗျာဒိတ်14ငယ်ငယ်1ကနေ9မှာကျွန်တော်ဖတ်ကြည့်တဲ့အခါမှာထိုနောက်မှငါကြည့်ရင်သိုးတငယ်ဒီဇီယုံတောင်မှာရက်နေ၏သိုးတငယ်ဒီဇီယုံတောင်ပေါ်မှာရက်နေတယ်တဲ့သူ၏နာမနဲ့ခမည်းတော်၏နာမကိုနှစ်ပူး၌အခရာတင်တော်သူ3,400,400တို့သူနဲ့သူရှိကြ၏ဆိုပြီးတော့မှကျွန်တော်တွေ့ရတယ်ဆိုတော့ဒီလူတွေက3,400,400အရေးတွဲအဖြစ်ရှိတယ်လို့ဒီလူစုကိုကျွန်တော်တွေ့ရတယ်ဒီနောက်ဆုံးတော့ကြံကျွင်းတဲ့ဖျားရဲ့သားသမီးအစစ်မှန်တရားဆိုပြီး3,400,400ရှိတယ်တဲ့ဆိုပြီးတော့ကျွန်တော်ဖော်ပြထားတယ်ဆိုတော့ဒီလူတွေကအသက်ရှင်တဲ့သူတွေဖြစ်တယ်ဖြောင်းမတဲ့သူတွေဖြစ်တယ်ဒီနောက်ဆုံးမှာပြောရဲဆိုတော့အငယ်9မှာအပြစ်နဲ့ကင်းလို့ကြသည်ဖြစ်သူတို့နှုတ်၌မှုတာမရှိအပြစ်လည်းကင်းတယ်သူတို့ပါဇက်မှာလိန်ညာမရှိဘူးတစ္ဆာရှိတဲ့သူတွေဖြစ်တယ်ဆိုတော့ဒီကျမ်းတွေကိုကျွန်တော်ကြည့်တဲ့အခါမှာတစ်ခုနဲ့တစ်ခုဒီတဆင်ဒီဆန့်ကျင်နေသလားဆိုပြီးတော့မှကျွန်တော်စဉ်းစားစရာရှိတယ်သို့တော့ဒီအဖြေကတော့ဒီဗက်ဒီကျမ်းမှာပဲကျွန်တော်တွေ့ရတယ်ဒီလူတွေကသိုးတငယ်အားဖြင့်သိုးတငယ်အားဖြင့်ဒီလူတွေကသိုးတငယ်ရဲ့နာမအားဖြင့်ခမည်းတော်ရဲ့နာမအားဖြင့်ဒီလူတွေကဆိုပြည့်ဒီရက်နေနိုင်တယ်ဒါကြောင့်ဒီသင်ခန်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာဒီလူတွေဖြောင်းမတဲ့သူတွေဒီဇီယုံတောင်မှာသူတို့ရက်ခွင့်ရတယ်ဆိုတော့တစ်ဆက်တည်းမှာပဲကျွန်တော်ဝမ်းသာစရာသတင်းကောင်းကဒီအပြစ်သားတွေပဲရက်နေတာဖြစ်တယ်ဒီပြစ်သားတွေပဲအဲ့ဒီအခွင့်အရေးကိုသူတို့ကပဲပြည့်စုံစေတာဖြစ်တယ်ဒီရက်နေမယ်ဆိုတဲ့ဂတိတော်ကိုဘယ်သူတွေလိုက်ဒီလူတွေကဒီပြစ်သားတွေပဲသို့တော့သူတို့ကြီးလိုက်တဲ့ခါမှာတော့သူတို့ကအပြစ်မရှိဘူးသူတို့မှာသို့တော့သူတို့ရဲ့ကျင့်စဉ်တွေကြောင့်သူတို့ရဲ့ကောင်းမှုကုသိုလ်တွေကြောင့်ဆိုရင်မဟုတ်ဒီသိုးတငယ်ရဲ့အသွေးတော်ကြောင့်သိုးတငယ်အားပြစ်တာလေဒီလူတွေကဆင်မြဲအမှရက်နေနိုင်တယ်ဆိုတဲ့ဟာကိုဒီနေ့ကျွန်တော်ဝမ်းသာစရာသတင်းကောင်းရှိပါတယ်ဒါကြောင့်ဒီနေ့ဒီပြရိတ်30ငယ်19 20မှာလည်းပဲအဲ့ဒါကိုပဲဘယ်လိုထောက်ပြထားလဲဆိုတော့အသက်လမ်းတစ်တွင်ငါတို့ဒီတန့်ရှင်းရဌာနတဲ့သူအသားအဆီးမရှိပဲဝင်ရတော့အခွင့်ရှိဆိုတော့ကျွန်တော်အပြစ်ရှိရဲ့သားနဲ့ဒီအသက်လမ်းတဲ့ကိုတန့်ရှင်းရဌာနတဲ့ကိုကျွန်တော်အသားအဆီးမရှိကျွန်တော်ဝင်နိုင်တယ်အဲ့ဒါတော့ဘယ်သူအားဖြစ်လဲဆိုတော့ခရစ်တော်အားဖြစ်ကျွန်တော်သားမဲ့လူမရှိဘူးလွတ်လပ်လပ်ကျွန်တော်ဝင်နိုင်တယ်အဲ့ဒါခရစ်တော်အားဖြစ်ကျွန်တော်အားဖြစ်ဆိုရင်တော့ကျွန်တော်ကခုနကကျမ်းစာပြောသလိုကျွန်တော်ဖြောင်းမဲ့တဲ့သူမရှိတရားမှမရှိဆိုတော့ကျွန်တော်ကဘယ်တော့မှမရက်နိုင်ဘူးဒီတောင်ပေါ်မှာတန့်ရှင်းတဲ့တောင်ပေါ်မှာဒါကြောင့်နောက်ဆုံးမှာဂရိတော်အားလည်းပဲပြောထားလဲဆိုတော့မိကွန်းလေးနဲ့ကျွန်တော်ကပြောထားလဲဆိုတော့တမန်ကျမ်းစာတွင်အပြစ်အောင်နိုင်ခြင်းဂရိတော်များကိုစဉ်းစားပါထိုဂရိတော်များရှိပါနှင့်ယေရှု၏စုံလင်သောပုံသက်သေများကျွန်တော်တို့မပြည့်မီနိုင်ရသည်။ယေရှု၏စုံလင်သောအသက်တာဖြင့်မိမိတို့ကိုအစားထိုးပေးရန်ပဲကြောင့်လိုအပ်နေသေးသည်ဆိုတော့ဒီမှာမိကွန်းလေးကိုကျွန်တော်စဉ်းစားဖို့ပြောထားသလိုဒီနေ့အဲ့ဒီမှာရက်မဲ့လူတွေကပြည့်စုံတဲ့သူတွေဖြောင်းမတဲ့သူတွေဖြစ်တယ်ဘသူအားဖြစ်လဲဆိုတော့ခရစ်တော်အားဖြင့်ဖြောင်းမတဲ့သူတွေဖြစ်သို့တော့တစ်ချိန်တည်းမှာပဲကျွန်တော်ကအဲ့လိုပြောနေတဲ့အချိန်မှာကျွန်တော်ကအပြစ်သားတွေပဲအပြစ်လုပ်နေသေးပဲဒုစရိုက်လုပ်နေသေးပဲအခြေအနေဖြစ်နေတယ်ဆိုရင်တော့တပတ်ဥနာခရစ်တော်ပြောတဲ့ဒီသူ့ကိုယုံကြည်လက်ခံတဲ့အခါမှာသူကကျွန်တော်ကိုဒီအပြစ်ကိုအောင်နိုင်တဲ့တကူကိုပေးမယ်လို့ကျွန်တော်ပြောနေတဲ့အချိန်မှာပဲကျွန်တော်အခုချိန်မှာဒီအပြစ်နဲ့ခုံမင်နေသေးပဲအပြစ်ပဲကျွန်တော်လုပ်နေသေးပဲဆိုရင်တော့ဒါကခရစ်တော်ရဲ့ဒီဂရိတော်ကိုကျွန်တော်ကမယူသေးဘူးကျွန်တော်ကမရသေးဘူးမယုံသေးဘူးလို့ကျွန်တော်တစ်ဆက်တည်းမှာပြောလို့ရတယ်ခရစ်တော်ကိုရရှိတဲ့သူကဆိုရင်ခုနမှုသားသူတို့ရဲ့နှုတ်မှာမှုသားမရှိဘူးသူတို့ပါးစပ်မှာတစ္ဆာစကားပဲရှိတယ်တမာတရားပဲရှိတယ်ဒါကြောင့်ဒီနေ့တစ်ချိန်တည်းမှာပဲဒီနေ့ဖျားကိုယုံကြည်တဲ့သားသမီးတွေအစစ်ဖြစ်ဒီခရစ်တော်အားဖြင့်ကျွန်တော်တက်တာဆိုဖြူစင်တန့်ရှင်းတဲ့ဖြောင်းမတဲ့သူတွေဖြစ်နိုင်တယ်ဆိုတာကိုဒီသင်ခန်းစာမှာကျွန်တော်ဖော်ပြထားပါတယ်ကျွန်တော်ထပ်ဖြစ်ကျင်တာရှိမလားမသိဟုတ်ကဲ့เนาะအဲ့တော့ဒီ3,400,400လို့ပြောတဲ့အခါမှာဝိဝါဒတွေအကွဲတာတွေအများကြီးရှိတယ်เนาะတချို့ကလည်းကောင်းကင်နဲ့သွားတဲ့လူတွေက3,400,400အတိပဲသွားမယ်အဲ့လိုဆိုတော့ကြံခဲမဲ့တွေအများကြီးရှိတယ်เนาะဟိုကဘာဦးကနေစပြီးတော့ကဘာဆုံးတဲ့အထိ3,400,400အတိပဲသွားမယ်ဆိုရင်တော့ကြံခဲမဲ့တွေအများကြီးရှိဒါပေမဲ့3,400,400ဆိုတော့သူတွေခုနပြောထားသလိုပေါ့နော်တန့်ရှင်းတဲ့သူတွေဖြစ်တယ်သူတို့ရဲ့နှုတ်မှာမှုတာလည်းမရှိဘူးဒီလူတွေကဘယ်လိုလဲနော်တကယ်ပဲဒီ3,400,400က
အတိအကျပဲလားအပုံထောင်ထားတာလားသူတို့ရဲ့အတိတ်ပဲကပါလေသူတို့ရဲ့အကျင့်စရိတ်တွေကဘယ်လိုရှိလဲဒါနည်းနည်းလေးเนาะကျွန်တော်တို့ပြတဲ့အနက်ဖွင့်ကြံထဲမှာเนาะကျွန်တော်တို့ရဲ့ဒီပြောခက်အဲ့ဒီဝိုက်ရဲ့မိမောင်းထိုးပြထားတဲ့အကြောင်းအရာတွေနဲ့ပြန်ပြီးတော့ကြည့်တဲ့အခါမှာเนาะဒီလူတွေအားဆိုရင်လည်းเนาะဒီ3,400,000ဆိုတာသူတို့ရဲ့အကျင့်စရိတ်ဘယ်လိုရှိလဲဆိုတော့ဒီလူတွေကကညာဖြစ်၍မေထုံမှုနဲ့မညစ်ညူသောသူဒီလူတွေကကညာဆိုတော့เนาะတန့်ရှင်းတဲ့သူတွေเนาะမဆက်ဆံရသေးဘူးเนาะတကယ်ကိုဖြူစင်တဲ့သူတွေဖြစ်တယ်ဝိညာဉ်ရေးရမှာလုံးဝဖြူစင်သောသူများဒုတိယတစ်ချက်တော့တိုးတငယ်သွားလေရာအရက်တို့နောက်တော်၌လိုက်တော်သူဖြစ်ကြတယ်တိုးတငယ်တော့သခင်ယေရှုရဲ့နောက်ကိုသူတို့ထက်ချက်မကွာလိုက်တဲ့သူတွေဖြစ်တယ်တဲ့တော့ဒီလူတွေနောက်တစ်ခုကဒီလူတွေကအပြစ်နဲ့ကင်းလို့ပြီးတော့သူတို့ရဲ့နှုတ်မှာလုံးဝမှုသာစကားမပြောဘူးနော်သူတို့တွေကအဲ့လိုစိတ်သဘောထားရှိတယ်တဲ့နောက်ပြီးတော့ဒီလူတွေကဘုရားသခင်ရဲ့တစိ့ခတ်ခြင်းကိုခံရသောသူများဖြစ်တယ်ဘုရားသခင်ရဲ့တစိ့ခတ်ခြင်းကကျွန်တော်အခုနောက်ဆုံးအချိန်ကာလမှာဗျာဒိတ်ကျမ်းခုနှစ်ငယ်1ကနေ4မှာဆိုဘုရားသခင်တစိ့ခတ်ခြင်းဆိုတာဘာလဲဆိုတော့ကျွန်တော်နားလည်ဖို့ဖော်ပြထားတယ်နော်အဲ့တော့ဘုရားသခင်တစိ့ခတ်ခြင်းကဒီနောက်ဆုံးအချိန်ကာလမှာပဲဖြစ်လာမှာအဲ့ဒီတော့ဒီ3,400,000ကဘုရားသခင်တစိ့ခတ်ခြင်းခံရတော့သူများဆိုတော့ဒီလူတွေကကျွန်တော်တို့ရဲ့အချိန်မှာပဲဖြစ်နိုင်တယ်ကျွန်တော်တို့လည်းပါနိုင်တယ်ပေါ့ဟိုအာရနဲ့အေဝအချိန်ကာလနေဟုတ်ပါနဲ့ဒီဘုရားသခင်တစိ့ခတ်ခြင်းခံရတဲ့သူတွေဆိုတော့ကျွန်တော်တို့မှလည်းဒီ3,400,000အဝင်ဖြစ်နိုင်တယ်ပြီးတော့ဒီလူတွေကဆိုရင်လူတို့အထက်ကရွေးလို့ရဘုရားသခင်နဲ့တိုးတငယ်ဖို့ဦးတည်တော့အသီးဖြစ်တယ်တဲ့ဒီလူတွေကအဲ့တော့ဒီ3,400,000နဲ့ပတ်သက်ပြီးတော့နော်သူတို့ရဲ့အကျင့်စရိတ်တက်လေးဒီလိုရှိတယ်ဆိုတော့လည်းကျွန်တော်တွေ့ရှိရတယ်နောက်တစ်မျိုးကတော့နော်ဒီကျန်တဲ့ပုဂ္ဂိုလ်တွေဒီ3,400,000နဲ့ပတ်သက်ပြီးတော့အနက်ဖွင့်တာတော့ပထမတစ်မျိုးကတော့တချို့ကဘယ်လိုပြောလဲဆိုတော့ခရစ်တော်ဒုတိယကျင့်ကြွလာတဲ့အခါမှာအရှင်လက်လက်တည်ခြင်းကိုမမီးစမ်းရပဲကဲတင်ချင်းရတဲ့သူတွေကိုဒီတန်ရှင်းတဲ့3,400,000ပဲရှိတယ်ဆိုတော့ခုနကျွန်တော်ပြောသလိုယူဆတဲ့သူတွေဆိုတော့ကြွလာတဲ့အခါအရှင်လက်လက်ဘုရားကောင်ဖူးမြော်ရမယ်3,400,000တော့တူတယ်ဒုတိယတစ်မျိုးကတော့သူတို့ယုံကြည်တဲ့အရာเนาะဒီ3,400,000နဲ့ပတ်သက်ပြီးတော့ခရစ်တော်ဘုရားကြွလာတဲ့အချိန်မှာအသက်ရှင်တဲ့ကြံရှိသောတန်ရှင်းသူတို့သည်များစွာရှိလိမ့်မည်အများကြီးရှိမယ်အဆိုပါတန်ရှင်းသူ3,400,000တို့သည်အထူးအတွေ့အကြုံကိုတွေ့ကြုံခံစားခြင်းကြောင့်အထူးအခွင့်အရေးရသူများဖြစ်ကြခြင်းသာဖြစ်သည်ဟုယုံကြည်လက်ခံရသူများတဲ့နော်အဲ့လိုယုံကြည်ရတဲ့ရှိတယ်ခရစ်တော်ကြွလာတဲ့အခါမှာတန်ရှင်းတဲ့သူအများကြီးရှိတဲ့အထက်မှာဒီသူတွေအထူးကျွန်တော်တို့စာမိုးဝဲစကားနဲ့ပြောမယ်ဆိုတော့ဂုံတူးထွက်တဲ့သူတွေပေါ့နော်ဂုံတူးထွက်တဲ့သူတို့အောင်တယ်ရေရိုးအောင်တဲ့လူလည်းအများကြီးရှိတယ်ဒါပေမဲ့သူတို့ကဂုံတူးထွက်တဲ့သူတွေဖြစ်တယ်တခြားသောသူတွေရင်ဆိုင်မကြုံတွေ့ရတွေ့ကြုံသူတို့ရင်ဆိုင်ရတဲ့သူတွေဖြစ်တယ်ဆိုတော့လေဖော်ပြထားတယ်နောက်ဒီဝိဝါဒကွဲတဲ့အထက်မှာယုံကြည်ခံယူချက်နော်ကွဲတက်ပြတဲ့မျိုးကတော့ဒီ3,400,000ဒီလိုတော့အရေးအတွက်ဒီပုံဆောင်ချင်းမြတ်တာဖြစ်တော့ကြောင်းအရေးအတွက်အတိအကျကိုမပြောနိုင်ပါသို့တော့၎င်းတို့ဒီသူတစ်ပါးမခံစားတော့အတွေ့အကြုံရှိသူများဖြစ်ပြီးထိုထဲတွင်ခရစ်တော်မကြွလာမီတည်သောသူများလည်းပါရှိသည်ဟုယူဆကြသည်အဲဒီ3,400,000နဲ့ပတ်သက်ပြီးတော့အယူဆလေးတွေအဲ့လိုမျိုးကွဲပြားတာလေးတွေတော့ရှိတော်ညာလည်းပဲကျွန်တော်သိရှိရတာတော့ဒီပြတတ်ရှင်းတဲ့တွေဖြစ်တယ်အဲ့တော့ဒီ3ခုစလုံးလည်းမှန်နိုင်တယ်အဲ့ဒါကြောင့်လို့ကျွန်တော်တို့ဘုရားသခင်ရဲ့နှုတ်ဘတ်တော်ကိုတော့ပို့ပြီးတော့လေ့လာတဲ့အခါမှာကိုကဒီ3,400,000ထဲမှာပါဝင်နိုင်တဲ့သူတွေထဲမှာရှိနိုင်သလားဆိုတော့လည်းကျွန်တော်ပြန်ပြီးတော့စဉ်းစားလို့ရနိုင်တယ်ဒီအကြောင်းအရာအချက်လေးတွေကိုကြည့်ပြီးတော့အဲ့တော့ကျွန်တော်တို့ဒီ3,400,000နဲ့ပတ်သက်ပြီးတော့အဲ့ဒါကြီးကိုအဓိကထားပြီးတော့ဆွေးနွေးမှုတွေတော့မလုပ်ပါဘူးเนาะဒါပေမဲ့ဒီနေ့ပြောချင်တာတော့ဘုရားသခင်တောင်းတော်မှာရက်တဲ့သူတွေကတော့ခုနတော့တန့်ရှင်းတဲ့သူတွေရွေးနှုတ်မှာမြို့သားမရှိတဲ့သူတွေဘုရားသခင်ခရစ်တော်နောက်ဒီဇိုင်းမှာလိုက်တဲ့သူတွေပဲဖြစ်တယ်
နောက်ပြီးတော့ဘယ်သူမှဖြောင့်မတ်တဲ့သူမရှိဘူးဒါပေမဲ့သခင်ယေရှုခရစ်အဖြစ်ဖြောင့်မတ်ခြင်းကိုရရှိကြတာဖြစ်တယ်သခင်ယေရှုယုံကြည်တော်သူကဖြောင့်မတ်ခြင်းဘုလို့သခင်ဘုရားကသူရဲ့အသွေးတော်နဲ့ရွေးချယ်ထားတဲ့ကြောင့်ကျွန်တော်တို့ automatic သခင်ယေရှုဘုရားကိုယုံကြည်ရတဲ့ဖြောင့်မတ်ခြင်းကိုရရှိကြတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့လည်းဒီတောင်ပေါ်မှာရက်တဲ့အထင်မှာပါနိုင်တဲ့သူတွေအခွင့်အရေးရှိတာပေါ့နော်ထားပါပြီနော်ကျွန်တော်တို့ဆက်လက်ပြီးတော့အင်္ဂါနေ့သင်္ကန်းလာကိုဆက်လို့ပြောလို့သိရတော့ကြောင်းဖြစ်ပါတယ် ကျွန်တော်ကတော့ပြောရမယ်ရက်ရတော့ဒီအင်္ဂါနေ့ဖြစ်တော့ဗောနော်ခေါင်းစဉ်လေးကတော့ကျွန်တော်တို့ဤစိတ်နှလုံးထက်ကပညတ်တော်ဆိုတဲ့ခေါင်းစဉ်လေးပြောဗောနော်ဒီဇီယုတ်တော်ပေါ်မှာရက်နေတဲ့ဒီချက်ချင်းတဲ့သူတွေရဲ့နှစ်ဖူးမှာဆိုရင်ခမဲတော်နဲ့ဒီသိုးတငယ်ရဲ့နာမတော်ကိုအခရာတင်ထားတယ်ဗောနော်ကျမ်းစာထဲမှာဆိုရင်ဒီအမီနာမတစ်လုံးအမတ်တစိတ်ဒီနာမတစ်လုံးဟာဆိုရင်အမတ်တစိတ်တစ်ခုမျှမဟုတ်ဘဲနဲ့ဒီကိုကျင့်တရားပါဒီပေါ်လွင်စေတယ်ဗောနော်ယခုနေ့တိုင်အောင်မှာဒီရိုးရာများစွာအထက်မှာဆိုရင်နာမီကောင်းတစ်လုံးရှိခြင်းဟာဆိုရင်သူတို့ရဲ့ကိုကျင့်တရားကြောင့်ဖြစ်တယ်ဆိုလို့ယူဆကြတယ်ဗောနော်ဥပမာအဖြစ်ကျွန်တော်တို့အမီနိုင်ငံမီကိုကြားလိုက်တာလေဒီနိုင်ငံကဘယ်လိုနိုင်ငံမျိုးလဲတိုးတက်တဲ့နိုင်ငံလားမတိုးတက်တဲ့နိုင်ငံလားဒီအမီလေးတစ်လုံးကြားလိုက်ရင်သိရမှာနော်ပြီးတော့ဒီနိုင်ငံမှာရှိတဲ့လူတွေရဲ့ကိုကျင့်တရားကောင်းလားမကောင်းလားဒီလိုသိရတယ်ပေါ့နော်ဒီအမီနာမခေါင်းတစ်လုံးရှိခြင်းပေါ့နော်ဆက်လက်ပြီးတော့ပြောမှဆိုရင်ဒီထာဝရဘုရားရဲ့ဘုန်းတော်အားဆိုရင်အရန်တောက်ပါတယ်တဲ့အရန်တောက်တဲ့အတွက်အနည်းတောင်ကတ်လို့မရဘူးဆိုပြီးတော့ဆိုကြတယ်ပေါ့နော်အမှန်မှာဆိုရင်ဒီဘုရားသခင်ရဲ့ဘုန်းတော်အားဆိုရင်ဒီအမြင်အာရုံနဲ့တင့်မြင်ချင်းတာမကပဲနဲ့ပေါ့နော်သူရဲ့ဝိသေသနာလက္ခဏာတွေတောင်မှအကျုံးဝင်တယ်ပေါ့နော်အဲ့ဒီနီးတိုင်းပဲသူရဲ့နာမတော်အားဆိုရင်လည်းအကျုံးဝင်တာဖြစ်တယ်ပေါ့နော်။တမန်ကျမ်းစာမှာဆိုရင်ကြံကျွင်းလူတွေရဲ့နှစ်ဖူးမှာထာဝရဘုရားရဲ့နာမတော်အခရာတင်နေဆိုတဲ့အရာမှာဒီအခရာစာလုံးတွေကိုစာကြောင်းတွေနှစ်ဖူးမှာရေးတာမဟုတ်ဘူးပေါ့နော်။အဲ့လိုပုံစံမျိုးမဟုတ်ဘဲနဲ့ထာဝရဘုရားရဲ့ဝိသေသနာလက္ခဏာတော်တွေကိုလူသားတွေရဲ့စိတ်နှလုံးထဲမှာတည်ရှိပြီးတော့တုတ်ပြန်ကထုံးလင်းစေခြင်းကိုဆိုလိုတာဖြစ်တယ်ပေါ့နော်။ပြီးတော့ဒီမောရှေဒီမှာဘုရားသခင်ဟာမိမိကိုယ်ကိုပြသတဲ့နေရာမှာသူ့ရဲ့ဝိသေသနာလက္ခဏာတွေဖြစ်တဲ့ပညတ်တော်10ပါးတွေကိုမိတ်တူကူးထားတဲ့ကြောက်ကောက်သူကပေးခဲ့တယ်အလားတူပဲပေါ့နော်ဗျာဒိတ်ကျမ်း14မှာဆိုရင်ဘုရားသခင်ရဲ့နာမတော်ရှိတဲ့သူတွေဟာဆိုရင်ပညတ်တော်ကိုစောက်ရှောက်တဲ့သူတွေဖြစ်တယ်ပေါ့နော်ဒီဟေဘရဲထဲမှာကြည့်မယ်ဆိုရင်သတိပြုစရာအချက်လေးရှိရပေါ့နော်အဲ့မှာဘယ်လိုပေါ်ပြထားလဲဆိုရင်နောက်ကာလအခါသူတို့အားငါပေးသောပရိရင်တရားခုမူကငါပညတ်ကိုသူတို့နှလုံးထဲသို့သွင်းပေးမည်သူတို့စိတ်ဝိညာဉ်ပေါ်မှာငါရေးသားမည်ထိုအပြစ်တို့ကိုလွတ်ပြီးရင်နောက်တစ်ဖန်အပြစ်ဖြေသောရစ်ပူဇော်တကားကိုပြုစရာအကြောင်းမရှိဆိုပြီးတော့ဟေဘရဲ10:16ဆက်ကုန်ဆိုရတာတွေ့ရတော့ဘောနော်ဆက်ပြီးတော့ဒီထာဝရဘုရားရဲ့နာမတော်အားဆိုရင်ဒီထာဝရဘုရားရဲ့ဝိသေသနာလက္ခဏာဖြစ်တယ်ပြီးတော့သူ့ရဲ့ပညတ်တရားအားဆိုရင်သူ့ရဲ့ဝိသေသနာလက္ခဏာဖြစ်တယ်ဘောနော်နောက်ဆုံးသောနေ့မှာဆိုရင်ထာဝရဘုရားရဲ့သက်ရှင်သောတောင်ပေါ်မှာဆိုရင်စုယုံရတဲ့လူတွေဟာဆိုရင်ဘုရားသခင်ရဲ့ပညတ်တော်ကိုလိုက်လျှောက်ပြီးတော့ထာဝရဘုရားကိုမြစ်တာပြသကြမှာဖြစ်တယ်ပေါ့နော်ဒီမှာနောက်ဆုံးမှာမေးထားတဲ့ဟာလေးပြီပေါ့နော်ပညတ်တော်ဖြစ်မဟုတ်တဲ့ယုံကြည်ခြင်းဖြစ်တာကဲတင်ခြင်းခံရသည်ဖြစ်၍ထာဝရဘုရားဤပညတ်တော်အရေးကြီးခြင်းသည်မိကဲ့သို့နီးဆိုတော့ယုံကြည်ခြင်းဖြစ်တာကဲတင်ခြင်းရမှာပေါ့နော်ဒါပြင်ရလဲထာဝရဘုရားဤပညတ်တော်ကလည်းအရေးကြီးတယ်လို့လည်းဖော်ပြထားတယ်ပေါ့နော်ဘုရားသခင်ရဲ့ပညတ်တော်ကဘာဖြစ်လို့အရေးကြီးလဲဆိုရင်ဒီတစ်ရောအခန်းကြီးကအငယ်3မှာဆိုရင်ပညတ်တော်တို့ကိုစောက်ရှောက်ခြင်းအရာကြီးဘုရားသခင်ကိုချစ်ရာရောက်၏ပညတ်တော်တို့ကိုစောက်ရှောက်ခဲသည်မဟုတ်ဒီပညတ်တော်တွေဆိုရင်လို့တော့ပေါ့နော်အရင်စောက်ရှောက်ဖို့ခက်ခဲတာမျိုးမဟုတ်ဘူးပေါ့နော်အရင်ကျင့်စဉ်ကြီးလို့လည်းအရင်ကျင့်ဖို့လည်းမလိုဘူးရှောင်နိုင်ဖို့ဆောင်နိုင်ဖို့ပဲလိုတာပေါ့နော်ခက်ခဲတာလည်းမဟုတ်ဘူးအဲ့ဒီပညတ်တရားတွေကိုလက်လျှောက်မယ်ဆိုရင်ဘုရားသခင်ကိုချစ်ရာရောက်တယ်ပေါ့နော်ဒါကြောင့်မို့ထာဝရဘုရားကြီးပညတ်တော်ဆိုရင်အရေးကြီးတာဖြစ်တယ်ပေါ့နော်အချို့ဘာဖြစ်ပြောမှာဆိုရင်ဒီဇီးုံတော်တောင်ပေါ်မှာရက်နေတဲ့ကြံချင်းလူတွေရဲ့နှစ်ဖူးမှာခမဲတော်နဲ့သိုးတငယ်ရဲ့နာမတော်ကိုအခရာတင်ထားသလိုပဲပေါ့နော်
ဖျားသခင်ရဲ့ဝိသေသနာလက္ခဏာတွေကိုစိတ်နှလုံးထဲမှာကျွန်တော်တို့ကတုံပြီးထားမှာဖြစ်တော့ပေါ့နော်အဲ့ဒီခါမှာမှသာကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာဖျားရဲ့ပညတ်တော်တွေရှိမှာဖြစ်တယ်အဲ့ဒီပညတ်တော်အပြင်ဖျားသခင်ကိုချစ်ရရောက်မှာပေါ့နော်အဲ့ဒီပညတ်တော်အပြင်ဒါဖျားရဲ့ဘုန်းကိုထွန်းလင်းစေမှာဖြစ်တယ်လို့ဒီအင်္ဂါနေ့ထဲမှာဖော်ပြထားတာတွေ့ရတယ်ပေါ့နော် အဲ့တော့နော်အချို့တော့ယုံကြည်သူတွေကတော့ပညတ်ဒီပညတ်တော်ဆိုတာမလိုအပ်တော့ဘူးသခင်ယေရှုနဲ့တူကားထဲမှာရိုက်ထားပြီးဆိုတဲ့အခါမှာဒီကျမ်းချက်အရာဆိုရင်တော့ဘုရားသခင်ကဒီပညတ်တရားတွေကိုသူ့ရဲ့ပဋိညာဉ်တရားတွေကိုကျွန်တော်တို့ရဲ့နှလုံးထဲမှာရိုက်ထားတာဖြစ်တယ်။နောက်ကတော့ဖတ်သွားတဲ့ဒီရှင်ယောဟန်ပထမဆောင်ခန်းကြီးကအငယ်3ပြီးတော့4မှာဆက်ဖတ်မှဆိုရင်သူကဘုရားသခင်သားဖြစ်တော်သူမိဒီကလောကကိုအောင်တတ်၏လောကကိုအောင်ခြင်းအကြောင်းကငါတို့ယုံကြည်ခြင်းပေသည်။ကျို့ကတော့ပညတ်တော်ဆေပါမလို့တဲ့ကြောင့်ကြိုက်သလိုလုပ်လို့ရတယ်စားလို့ရတယ်တောက်လို့ရတယ်။ဘုရားသခင်ကစီးမဲ့ကံမဲ့လို့တော့မဟုတ်စီးစနစ်နဲ့ဒီပညတ်တော်တွေကိုချထားပေးတာဖြစ်တယ်။ကျွန်တော်နိုင်ငံတစ်ခုမှာတော့စီးညင်သူ့ရဲ့ဥပဒေတွေကိုလိုက်လျှောက်ရမယ်ဆိုရင်ဘုရားသခင်နိုင်ငံတော်တော်မဲ့သူတရားလည်းဘုရားသခင်ရဲ့ဥပဒေဖြစ်တဲ့ဒီပညတ်တော်10ပါးကိုလိုက်လျှောက်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကနော်ဘုရားသခင်နော်ဒီခုနကဖတ်သွားတဲ့အငယ်3မှာနော်1ရော9ငယ်3မှာပညတ်တော်ကိုစောင့်ရှောက်ခြင်းရသည်ဘုရားသခင်ကိုချစ်ရရောက်တယ်ပညတ်တော်ကိုစောင့်ခဲသည်မဟုတ်နော်ကျွန်တော်တို့မစောင့်ချင်လို့အကြောင်းပြချက်ပေးလို့မရဘူးကျွန်တော်ဘုရားသခင်ကိုချစ်တယ်ဆိုရင်သခင်ရှုကိုယ်တိုင်လည်းပြောထားတယ်ငါ့ကိုချစ်ရင်ငါပညတ်တော်ကိုစောင့်ရှောက်ကြလို့ဆိုတာပေါ်ပြထားတာကျွန်တော်တွေ့တယ်နောက်ပြီးတော့သခင်ရှုကိုချစ်တော်သူများသခင်ရှုနဲ့အသက်ရှင်တော်သူများခုနကတသိန်း4000တော့သခင်ခရစ်တော်ရဲ့နောက်ခြေတော်ရောက်တဲ့ချက်ချက်မကွာလိုက်တော်သူများဆိုရင်ကျွန်တော်အားလုံးသိတဲ့ဒီကျမ်းချက်ကလေးကိုပြန်ပြီးတော့တတိယရမှာကလူမီဒီကခရစ်တော်၌ရှိတယ်အသစ်ပြုပြင်တော့တဝါဖြစ်တယ်ဟောင်းသောအရာတွေပြောင်းလဲပြီးတော့ခတ်သိမ်းသောအရာတွေအသစ်ဖြစ်ကြတယ်ဆိုတော့ခရစ်တော်၌ရှိပြီဆိုရင်ကျွန်တော်တို့ကဘုရားသခင်ကပြောတဲ့ဝိသေသလက္ခဏာဘုရားသခင်ဝိသေသလက္ခဏာပဲပညတ်တော်နှလုံးထဲမှာရှိနေပြီဆိုတော့သခင်ယေရှုနီးတူကျွန်တော်တက်တာပြောင်းလဲတော့အသက်တာနဲ့အသစ်တော်အသက်တာနဲ့ပဲကျွန်တော်ဆက်လက်ပြီးတော့အသက်ရှင်ပြီးတော့ခုနကပြောတဲ့လောကကိုအောင်တော်သူဖြစ်မှာနော်အဲ့တော့လောကကိုအောင်တဲ့သူတွေကဘာလို့လဲငါတို့ယုံကြည်ခြင်းပဲဒီနော်လောကကိုယုံတဲ့သူတွေယုံကြည်ဖျက်သခင်ကတော့ယုံတဲ့သူတွေဖြစ်တယ်အဲ့တော့ယုံကြည်ခြင်းအပြင်ကျွန်တော်ယေရှုတော်ကြောင့်ကယ်တင်ခြင်းကိုရတယ်ဆိုဒီယုံကြည်ဘုရားသခင်ယုံကြည်တော့သူများဟာဆိုရင်ဘုရားသခင်ကိုချစ်ပြီးတော့ဘုရားသခင်ပြည့်ညတ်တော်လိုက်လျှောက်တဲ့သူတွေဘုရားသခင်ပြည့်ညတ်တော်သူရဲ့နှလုံးသားထဲမှာတည်ရှိပြီးတော့ပြောင်းလဲတဲ့အသက်တာနဲ့အသက်ရှင်တဲ့သူတွေလို့နော်ဒီလိုမှတ်ယူလို့ရတာပေါ့နော်ဟုတ်ပါပြီနော်ဆက်လက်ပြီးတော့ကျွန်တော်ဘုဒ္ဓဟူးနေ့သင်ခန်းစာကိုဆက်လေ့လာကြရအောင်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဘုဒ္ဓဟူးနေ့သင်ခန်းစာကိုအကြောင်းပြောမှာဖြစ်ပါတယ်ဘုဒ္ဓဟူးနေ့သင်ခန်းစာရဲ့ခေါင်းစဉ်ကတော့စာလကျမ်းခန်းကြီး9ဖြစ်ပါတယ်စာလကျမ်းရှေ့ဥစွာစာလကျမ်းခန်းကြီး9ကိုရင်ဖတ်ပြပါမယ်အိုထာဝရဘုရားကျွန်ုပ်၏စကားကိုနားထောင်တော်မူ၍ကျွန်ုပ်မိတမ်းခြင်းကိုဆင်ခြင်တော်မူပါကျွန်ုပ်၏ရှင်ဘုရင်ကျွန်ုပ်၏ဘုရားကျွန်ုပ်သည်ကိုယ်တော်ကိုဆုတောင်းသည်ဖြစ်၍ကျွန်ုပ်သောအသံကိုနားထောင်တော်မူပါအိုထာဝရဘုရားနက်နက်အခါကျွန်ုပ်စကားအသံကိုကြားတော်မူရပါ၏နက်နက်အခါကိုယ်တော်ကိုမျက်မှောက်ပြု၍မျှော်လင့်ပါမည်ကိုယ်တော်သည်မတရားသောအမှုကိုနှစ်သက်သောဘုရားမဟုတ်ဆိုသောသူကိုလက်ခံတော်မူမိုက်သောသူသည်အထံတော်သို့မဝင်ရမတရားသဖြင့်ပြုသောသူအပေါင်းတို့ကိုမုန်းတော်မူ၏မူတာစကားပြောသောသူတို့ကိုဖျက်ဆီးတော်မူ၏လူအသက်ကိုတတ်သောသူနှင့်လက်စားတက်သောသူတို့ကိုထာဝရဘုရားဆက်ဆုပ်ရွံရှာတော်မူ၏ကျွန်ုပ်မူကားများစွာသောကျေးဇူးတော်ကိုခံစားရသဖြင့်အိမ်တော်သို့ရောက်၍ကိုယ်တော်ကိုကြောက်ရွံ့သောစိတ်နှင့်တက်ရှင်သောဝိမာန်တော်တို့တွင်ပိုးကွယ်ပါလိမ့်မည်။အိုထာဝရဘုရားကျွန်ုပ်၏ရန်သူတို့ကြောင့်ကျွန်ုပ်ကိုတရားတော်လမ်းထဲသို့ပို့ဆောင်တော်မူပါ။ကိုယ်တော်၏လမ်းကိုကျွန်ုပ်ရှေ့မှဖြောင့်စေတော်မူပါ။ကျွန်ုပ်၏နှုတ်တွင်တစ္ဆာမရှိပါ။သူတို့နှလုံးသည်အလွန်ဆိုးဝါး၏
သူတို့၏လည်းကြောင်းသည်ဖွင့်ထားသောသင်္ကြန်တွင်ဖြစ်ပါ၏သူတို့သည်ရှာနှင့်ချုံမောတတ်ကြ၏အိုဘုရားသခင်သူတို့ပေါ်မှာအပြည့်ရောက်စေတော်မူပါမိမိတို့အကြံစီအပြည့်လဲကြပါစေသောကိုတော်ကိုပုံကံသောသူဖြစ်၍ပြစ်မှားသောပြစ်များသောကြောင့်သူတို့ကိုနှင်ထုတ်တော်မူပါကိုတော်ကိုကိုးစားသောသူတို့မူကားဝမ်းမြောက်ကြပါစေသောဆောက်ရှောက်တော်မူခြင်းကိုခံရ၍ဝမ်းမြောက်သည်နှင့်ကြွေးကြော်ကြပါစေသောနာမတော်ကိုချစ်တော်သူတို့သည်ကိုတော်ကြောင့်ဝမ်းသာရွှင်လန်းခြင်းရှိကြပါစေသောအိုထာဝရကိုတော်သည်ဖြောင့်မတ်သောသူကိုကောင်းကြီးပေးကျေးဇူးတော်အပြည့်ပွဲကစောင့်မောတော်မူလိမ့်မည်ဒီဖတ်သွားတဲ့ကျမ်းပိုက်ထဲမှာဆိုရင်ဘုရားသခင်ကစိုးသောသူတွေမိုက်ဒီမူတော်ပြောတဲ့သူတွေဘုရားသခင်ကလက်မခံဘူးဆိုတော့အတိအလင်းဖော်ပြထားတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကဗိမာန်တော်ပြင်ဘုရားသခင်တင်စားထားတယ်။ဘာလို့ဆိုဘုရားသခင်ကျွန်တော်တို့ရဲ့ဒူလာဝေကျင်းဝတ်တော်ကျင်းဝတ်တာမူတော်ကြောင့်ဖြစ်တယ်။ထာဝရရဇပလင်တော်နာကိုချစ်ခဲ့တော်သူတို့တွေကလည်းရွေးချယ်ခံရသူတွေဖြစ်တယ်။ကျွန်တော်တို့ကဘုရားသခင်ကိုးကွယ်ရုံကိုးကွယ်မယ်ဆိုရင်ကျွန်တော်စိတ်ကိုတက်ရှင်းရောစိတ်ထားပြီးကျွန်တော်တို့ကိုးကွယ်ဖို့လိုအပ်တယ်။ကိုးကွယ်ခြင်းမှာစာနဲ့ဘယ်လိုပြောမလဲတတဝါစိုးညစ်တဲ့တတဝါတွေကိုးကွယ်သူများတွေလည်းရှိတယ်ထိုအကြောင်းအရာတွေတော့ဗျာဒိတ်73မှာဘုရားသခင်ကဖော်ပြထားတယ်ဒါပေမဲ့ကျွန်တော်တို့ကဖက်ဆင်းရှိဘာသေးတာကိုဘာသီးကိုသာကိုးကွယ်ဖို့လိုအပ်တယ်ဒီအခုအချိန်ကာလမတ်ဆုံသောအချိန်ကာလရောက်တော့မယ်ဖြစ်တော့ကျွန်တော်တို့ကဘုရားရွေးနှုတ်ချင်းခံရတဲ့ကျွန်တော်တို့ကဘုရားသခင်ကိုကြောက်ရွံ့တဲ့စိတ်ကျောင်းတဲ့စိတ်နဲ့ဘုရားသခင်ကိုချစ်တဲ့စိတ်နဲ့ဘုရားသခင်ကိုကျေးဇူးတော်အမြဲတမ်းချီးမွမ်းပြီးတော့ဘုရားသခင်ကိုအမြဲတမ်းအောက်မေ့နေဖို့လိုအပ်တယ်ကျွန်တော်ရွေးနှုတ်ခံရတဲ့သူတို့ကမှုသားစကားတို့လိမ်လည်တဲ့ဘုရားတဲ့စကားတို့မပြောသင့်ဘူးဘုရားသခင်ရဲ့ဝိသေသခင်ယေရှုရွေးနှုတ်ခင်သခင်ယေရှုဝိသေသလက္ခဏာနဲ့ညီကျွန်တော်တို့ကပြောဆိုဆက်ဆံပြီးတော့နေသင့်တယ်ဒီကျွန်တော်တို့ကအပြစ်သားတွေကိုကျွန်တော်တို့ရဲ့အပြစ်တွေကိုဘုရားသခင်ကမထိုက်တဲ့ဘက်နဲ့ကျွန်တော်တို့ကပြန်လာကဲလို့ချင်းခံခဲ့ရတယ်ကျွန်တော်တို့ကဘုရားသခင်ပြန်ပြီးတော့ကိုးစားခွင့်ရခဲ့တယ်ဘုရားသခင်ကျွန်တော်တို့ချစ်လို့သူ့ရဲ့တပါးတော်တားတော်ဆွန့်လို့ပြီးတော့ကျွန်တော်တို့အပြစ်မှာကဲလို့ခဲ့တယ်ကျွန်တော်တို့အပြစ်တွေကိုတိုးတက်ငယ်ဖြစ်တဲ့ယေသခင်ရှုသွေးပြီးကျွန်တော်တို့အပြစ်ကိုဆောင်သွားခဲ့တယ်ဘုရားသခင်ပေးခဲ့တဲ့ပြည့်ညတ်တော်တွေအတိုင်းဘုရားသခင်ရဲ့ပြုမှုတွေအတိုင်းကျွန်တော်လိုက်လျှောက်ဖို့လိုအပ်တယ်ကျွန်တော်တို့ကဘုရားသခင်ကိုရဲ့စကားတွေနှလုံးသွင်းထားပြီးဆိုရင်ဘုရားသခင်ရဲ့တရားတော်တွေနှလုံးသွင်းထားခဲ့ဆိုရင်ကျွန်တော်ဒီတိုင်းမနေသင့်ဘူးကျွန်တော်ကြားသိခဲ့ဘုရားသခင်တရားတော်တွေဘုရားသခင်တုံနေပြထားတဲ့တွေကိုကျွန်တော်မတိရှိတဲ့ပြန်လဲပြောပြရမယ်ဝမ်းမြောက်စွာစိတ်ဖြင့်အမြဲချီးမွမ်းနေရမယ်ဘုရားရဲ့စာလက်ကျမ်းခန်းကြီး9ငယ်7မှာဆိုရင်ကိုတော်ကိုကိုးစားသောသူတို့မူကားဝမ်းမြောက်ကြပါစေသောဆောက်ရှောက်တော်မူခြင်းခံရပါစေသောနာမတော်ကိုချစ်တော်သူတို့သည်ကိုတော်ကြောင့်ဝမ်းသာရွှင်လန်းခြင်းရှိပါစေသောဘုရားသခင်ကိုးစားတဲ့သူတွေကဝမ်းမြောက်ခြင်းစိတ်ရှိမယ်ဘုရားသခင်ရဲ့ဆောက်ရှောက်ခြင်းကိုလည်းခံရမယ်ကျွန်တော်ဘုရားသခင်ချစ်တော်ရဘုရားသခင်ကြောင့်ကျွန်တော်တို့ဝမ်းသာရွှင်လန်းခြင်းအများနဲ့ဒုက္ခရောက်နေပြီမဲ့ဘုရားသခင်ကိုကိုးစားဘုရားသခင်ကိုကြောင့်ကျွန်တော်ကတော့ဝမ်းသာခြင်းစိတ်ရွှင်လန်းခြင်းကျွန်တော်အမြဲခံလိုက်ရတယ်ကျွန်တော်တို့ဒီနောက်ဆုံးတော့ကာလရောက်နေဖြစ်တော့ကျွန်တော်ကဘုရားသခင်ရှုပြရတဲ့အတိုင်းကျွန်တော်လိုက်လျှောက်ပြီးတော့ကျွန်တော်တို့တက်တာကိုပြင်ဆင်ပြီးတော့ကျွန်တော်ဘုရားသခင်ရဲ့တရားတော်တွေကိုကျွန်တော်မသိခဲ့လို့ကျွန်တော်တို့နားလည်တဲ့တော့ပြန်ပြီးရှင်းပြသိဖို့လိုအပ်တယ်ဘုရားသခင်ကိုကျွန်တော်တို့နေ့စဉ်ဒီမှာတမန်ကျမ်းစာနေ့စဉ်ဖတ်ရှုပြီးတော့အမြဲတမ်းသိဖို့လည်းလိုအပ်ပါတယ်ဆိုတော့လိုအပ်တာချင်းများရှိဆရာတို့အနေနဲ့ဖြစ်ဆိုပြီးဒီခုနကျွန်တော်လေ့လာတဲ့တောက်လျှောက်မှာဒီဘက်လည်းပဲကျွန်တော်ဒီစာလံကျမ်းတဲကဒီဗျာဒိတ်ထဲမှာတွေ့ရတဲ့အရာတွေဆိုပြီးတော့မှကျွန်တော်လေ့လာတဲ့အခါမှာဒီဗျာဒိတ်14နဲ့အခုနအထီးကပေါ်ရှိလေ့လာသွားတဲ့ဒီစာလံ9ထဲမှာဖော်ပြထားတဲ့အရာတွေတော်တော်များများဒီတူညီတဲ့အရာတွေကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီခုနဗျာဒိတ်14မှာဒီကောင်းကင်မြင့်ကြီးသမုဒ္ဒရာဆိုင်းတွင်ကိုဖန်ဆင်းတဲ့ဘုရားကိုကိုးကွယ်ကြလော့လို့ပြောနေတဲ့တစ်ချိန်တည်းမှာပဲဒီစာလံထဲမှာဒီစာလံဆရာဒီငယ်ခွန်မှာကျွန်တော်မူကားများစွာသောကျေးဇူးတော်ကိုခံစားရသဖြင့်အိမ်တော်သို့ရောက်၍ကိုတော်ကိုကြောက်ရွံ့သောစိတ်နှင့်တန့်ရှင်းသောဗိမာန်တော်တွင်ကိုးကွယ်ပါလိမ့်မည်ဒီကိုးကွယ်ဘုရားကိုကိုးကွယ်ဖို့ရတဲ့သူဘုရားဆိုပြီးအရန်ကြီးမြတ်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ဒီဘုရားရဲ့ဗိမာန်တော်မှာကျွန်တော်ကိုးကွယ်ပါမယ်ဆိုပြီးတော့မှသူပြောတဲ့အချက်သူညီတဲ့အရာလေးတွေကျွန်တော်တွေ့ရတယ်ပြီးတော့ခုနဒီ34,400မှာဆင်ဖြစ်သူတို့ရဲ့နှုတ်မှာမူတာမရှိလို့ပြောတဲ့အတိုင်းပဲဒီအခန်းငယ်ဒီအငယ်6မှာသူတို့ရဲ့နှုတ်တွေသစ္စာမရှိပါတဲ့ဒီစာလံထဲမှာဟောပြထားတဲ့စာကျွန်တော်တွေ့ရတယ်ဆိုတော့ဒါကြောင့်ခုနကျွန်တော်ဒီအခုနောက်ဆုံးဒီအင်္ဂါနေ့မှာကျွန်တော်လေ့လာတဲ့အခါမှာလည်းပဲဘုရားရဲ့ပြည့်ညတ်တော်နဲ့ကျွန်တော်ဒီကယ်တင်ခြင်း
နဲ့ဘယ်လိုဆက်ဆက်ချင်းရှိလဲယုံကြည်ခြင်းနဲ့ဘယ်လိုဆက်ဆက်ချင်းရှိလဲလို့ပြောတဲ့အခါမှာဒီကျမ်းနေကျွန်တော်ကြည့်တဲ့အခါမှာအခုကျွန်တော်လေ့လာတဲ့ဒီစာလံကျမ်းထဲမှာကြည့်တဲ့အခါမှာလည်းပဲဒီမကောင်းတဲ့သူမှုသာသုံးတဲ့သစ္စာမရှိတဲ့သူမတရားတဲ့သူအဲ့ဒါတွေကိုအားပေးနေတာတခုမှကျွန်တော်မတွေ့ရပါဘူးနော်ဆိုတော့ခုနကပြညတ်တော်ကျွန်တော်လိုက်လျှောက်ဆရာမလို့ဘုရားစရိတ်တော်ဖြစ်တဲ့ဒီပြညတ်တော်ကိုကျွန်တော်လိုက်လျှောက်ဆရာမလို့တော့ဘူးဆိုရင်တဘောကဒီလူတွေကတဘောကဒီကောင်းကင်နိုင်ငံကိုရောက်မယ်ဆိုတော့ဘုရားကနှစ်သက်တယ်ဆိုတဲ့အမြင်မျိုးဖြစ်နေတာပေါ့နော်ဘုရားကသူတို့ကိုခွင့်လွှတ်ပေးနေတယ်ဘုရားဘာမှပြဿနာမရှိဘူးပေါ့ဗျာပြညတ်တော်ကိုဒီကျူးလွန်နေလည်းပဲဆိုတော့ဒီလမ်းကြောင်းပေါ်ရောက်သွားတာပေါ့နော်သို့တော့ဒီအခုစာလံကျမ်းမန်နေကျမ်းကျွန်တော်လေ့လာနေတဲ့အခါဘုရားကလုံးဝအဲ့ဒါကိုမနှစ်သက်ဘူးဘုရားကလုံးဝယွန်းရှာတယ်ဒီသူတို့မှာသူတို့ရဲ့ပါဇက်မှာသစ္စာရှိရအပြစ်မရှိရဘူးဆိုပြီးတော့မှကျွန်တော်ဒီတူညီတဲ့ຢာတွေဒီကျွန်တော်တွေ့ရတဲ့ကြောင့်ဒီစာလံကျမ်းထဲမှာဒီတဲမှာပဲအခုနပြောလို့ဗျာဒိတ်ချမ်းကိုသူကရှင်းပြနေတာပေါ့နော်အကျယ်တုံးရဲ့ကျွန်တော်ပို့ပြီးတော့နားနေစေတဲ့ຢာကျွန်တော်တွေ့ရအဲ့တော့ခုနကတော့ဒီဖျားသခင်ရဲ့ပညာဝိသေသနော်ကျွန်တော်နှလုံးသားထဲမှာတင်ရှင်းခြင်းဆိုရင်တော့ဒီမကောင်းတဲ့အရာတွေနော်ဘုရားသခင်ယွတ်မုန်းတဲ့အရာတွေကိုကျွန်တော်ရှောင်ရှားခြင်းဖြစ်တာပေါ့နော်နောက်ဒီဆလံ9ငယ်9-6ဆိုရင်တော့ဘုရားသခင်ဆိုးတဲ့လူကိုလက်မခံဘူးနောက်လူအသက်ကိုတတ်တော်သူပြီနော်လက်အစားတက်တဲ့သူတွေသာရဘုရားဆက်စုပ်ရွံ့ရှာတယ်ဆိုပြီးတော့ပြောထားတယ်။ပြည့်ညတ်တော်ဆရာထဲမှာလည်းလူအသက်ကိုတတ်တော်သူမြင်ရပြင်မာတယ်။ဥစ္စာကိုလေမမှန်တော့တက်တဲ့ခံတဲ့လက်အစားတဲ့ဒီပေါ်တော့မမှန်တဲ့တက်တဲ့ခံ။ဒါတွေကနော်ဘုရားသခင်ခွင့်လွှတ်လို့ရတဲ့အရာ။တကယ်လို့သာပြည့်ညတ်တော်မရှိတော့ဘူးဆိုရင်ကောင်းကင်နိုင်ငံတော်ဒီမတရားသောသူတွေမိုက်သောသူတွေအကုန်လုံးရောက်သွားရင်အခုကဘာပေါ်မှာတော့အဲ့ဒီမိုက်တဲ့သူတွေနဲ့ကျွန်တော်တို့တော်တော်လေးကိုဒုက္ခရောက်တယ်ဒီမိုက်တဲ့သူတွေကြောင့်ကဘာကြီးကစိတ်ဆင်းရဲရတယ်ပျက်စီးရတယ်ယိုယွင်းရတယ်ဒါတွေကိုကျွန်တော်ကောင်းကင်နိုင်ငံအထိခေါ်သွားအောင်ပါလားနော်ဒါပြောစဉ်းစားကြရမယ်နော်ဒါကြောင့်ဖယားကိုယ်တိုင်ကဆက်စုပ်ရတယ်ကောင်းကင်နိုင်ငံမှာဖယားရဲ့ပညတ်တော်ကိုမလိုက်လျှောက်တော့သူများဝယ်ခွင့်မရှိဒါပေမဲ့တခုညွှန်လင်းချက်ရှိတာကတော့နောင်တရကြောင်းလဲလာတော့သူများအတွက်အဖြစ်ဘလောက်ပဲကြီးနေပါစေနောင်တရပြောင်းလဲတော့သူများကတော့ဘုရားသခင်နိုင်ငံတော်ဝင်စားခွင့်ရှိနော်ကိုယ်တိုင်ကနောင်တရတယ်ဆိုရင်ပေါ့ဒါပေမဲ့သူနောင်တရတယ်ဆိုပေမဲ့လည်းသူ့ရဲ့အပြည့်ရဲ့အဖို့ခါတော့သူလွတ်သွားတာတော့ဒီအပြည့်ရဲ့အဖို့ခါတော့သူခံစားရခေါ်မယ်ဒါပေမဲ့ဘုရားသခင်အနောင်တရတော့သာသမီးများကိုလက်ခံတယ်ဆိုတာတော့ကျွန်တော်သိရဒီနောင်တရတဲ့သာသမီးတွေလည်းသူတို့ရဲ့သက်တာလုံးဝအရင်တော့လူတက်တယ်ဆိုမတက်တော့ဘူးသူတို့များခိုးတယ်ဆိုမခိုးတော့လိမ့်တယ်ဆိုလည်းမလိမ့်တော့ဘူးဘုရားသခင်တပါးတွေကကိုယ်ွယ်ဥပုသ်နဲ့ဆောက်ရှောက်တယ်မိဘကိုရုပ်တည်တယ်ဆိုတော့ဒီຢာတွေအားလုံးကိုသူတို့ကပြောင်းလဲနောင်တရပြီးတော့အသက်တာလုံးဝပြန်ပြောင်းလဲခြင်းနဲ့သူတို့ကဘုရားသခင်နဲ့ထိုက်တာအောင်ပြန်နေသွားတာဘူးနောက်လူပြည်တွေကခက်တော်လိုက်ရှိအသက်ပြုပြင်တဲ့သူတို့ကပြန်ပြီးတော့တက်သွားတာအဲ့ဒါကြောင့်ဘုရားသခင်ကိုယ်ွယ်တော်သားသမီးများကဘုရားသခင်နိုင်ငံတော်နဲ့ထိုက်တာတဲ့သားသမီးများကဘုရားသခင်ထံကိုနှိမ့်ချစွာနဲ့ပြန်လာပြီးတော့ကိုယ်ွယ်တော်သူများဖြစ်တယ်ဘုရားသခင်ဖန်ဆင်းရှင်ဖြစ်တယ်ကဲ့တင်ရှင်ဖြစ်တယ်ဆိုတော့လုံးဝယုံကြည်လက်ခံပြီးတော့ဘုရားသခင်ကိုအေးချေတော်သူများဖြစ်တယ်နောက်ဒါကိုဘုရားသခင်ကဖိတ်ခေါ်လေးရှိတယ်သူ့ကိုမှန်ကန်တော့ကိုယ်ွယ်တော်သားသမီးများကိုဘုရားသခင်ဖိတ်ခေါ်လေးရှိတယ်ဆိုတော့သင်ခန်းစာရသိရှိရတယ်နော်ဟုတ်ပြီနော်ကျွန်တော်တို့ဆက်လက်ပြီးတော့မှသင်ခန်းစာရဲ့အဆုံးပိုင်းကိုရောက်ရှိလာပြီဖြစ်တယ်ကြာသပတေးနေ့သင်ခန်းစာကိုကျွန်တော်တို့ဆက်လက်ပြီးတော့ဇာတိထုတ်လက်နဲ့လေ့လာသွားကြအောင်ဖြစ်ပါတယ်ဂျာရင်းနဲ့သင်ခန်းစာအကောင်းစင်ကတော့ဥပဒေကျူးလွန်သူတို့အားကိုတော့လမ်းစဉ်တုံတင်ပါဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်လေ့လာဖြစ်တယ်ဆိုတော့စာလံ51ငယ်ခွန်ကနေ15ကိုကျွန်တော်လေ့လာမှာဖြစ်တယ်ဒီကျမ်းဘက်ကလည်းကျွန်တော်လေ့လာခဲ့တယ်ဟေရှာကသူကျွန်တော်ရှိပါ၏ကျွန်တော်ကိုစေလွှတ်တော်မူပါဟေရှာ6ငယ်8အဲ့ဒီစကားကိုမပြောမိပါစေပြည့်ဒီအဆင့်လေးတွေကျွန်တော်လေ့လာခဲ့တယ်ပေါ့နော်ပထမဆုံးဖျားကသူ့ကိုဒီဖျားကိုသူမြင်တဲ့အခါမှာပထမဆုံးအဆင့်အနေနဲ့ဖျားကိုသူမြင်တဲ့အခါမှာသူ့ကိုသူအပြစ်ကိုမြင်တယ်ပေါ့နော်ကျွန်တော်ကတကယ်အမင်္ဂလာကောင်းပါလား
အမင်္ဂလာပါလားဆိုပြီးတော့မှသူ့ကိုသူမြင်ခဲ့တယ်သူ့ရဲ့အပြစ်တွေကိုတကက်ဒီသူ့ရဲ့အပြစ်တွေသူနဲ့ရှင်းရှင်းလင်းမြင်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အသေးအကြီးအသေးကအစသူ့အပြစ်တွေသူပြန်မြင်ခဲ့တယ်ဆိုတော့အဲ့ဒီအချိန်မှာဖះသူ့ကိုဒီနှကန်းကိုသူ့ကိုတိုးတဲ့အခါမှာမီးနဲ့တိုးတဲ့အခါမှာပြီးတော့ဖះသူ့ကိုပြောလို့ဆိုတော့နေ့ရဲ့အပြစ်ပယ်ပြီပယ်ရှင်းလိုက်ပြီဆိုပြီးတော့မှပြောလိုက်တယ်ပေါ့နော်အဲ့လိုပြောပြီးတဲ့အချိန်ကြာမှသူ့အနေနဲ့ကျွန်ုပ်ရှိပါ၏ကျွန်ုပ်ကိုစေလွှတ်တော်မူပါဆိုပြီးတော့မှဖះရဲ့ခေါ်တန်ကိုသူ့အနေနဲ့တုတ်ပြန်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒီသင်ခန်းစာမှာတော့ကျွန်တော်အထူးဖြစ်ပြောခြင်းလဲဆိုတော့ဒီနေ့ကျွန်တော်တို့တွေဒီလိုဖះရဲ့ခွင့်လွှတ်ခြင်းဖះရဲ့ကယ်တင်ခြင်းကိုကျွန်တော်ရရှိတဲ့အခါမှာကျွန်တော်တို့ဒီတိုင်းပဲရှိနေသလားဆိုတဲ့အရာပေါ့နော်ဒီတိုင်းပဲကျွန်တော်ဆက်ရှိနေသလားမဟုတ်ဘူးတဲ့ဒီနေ့ကျွန်တော်တို့တွေဒီအဲ့ဒီသတင်းစကားကိုသိရှိသွားတဲ့သတင်းစကားကိုတွေ့ကြုံသွားတဲ့ဒီအတွေ့အကြုံကိုသူများကိုပြန်ပြီးတော့မှဝေမျှတသက်ခံဟောကြားဖို့ရန်အတွက်ဖြစ်တယ်တဲ့အကယ်၍ဒီလိုမျိုးကျွန်တော်တို့မဟောသေးဘူးဆိုရင်တော့ဘာနဲ့တူတယ်လဲဆိုတော့ကျွန်တော်တို့အဲ့ဒါကိုမမီးစမ်းသေးလို့ဖြစ်တယ်ကျွန်တော်မမီးစမ်းသေးလို့ဖြစ်တယ်ကျွန်တော်ဘာကြောင့်မဟောသေးလဲမပြောသေးလဲတက်တယ်မခံသေးလဲဆိုရင်ကျွန်တော်ကိုယ်တိုင်အဲ့ဒီခုနဖေရှာရသူတွေ့ကြုံတယ်လို့ကျွန်တော်ကိုယ်တိုင်မတွေ့ကြုံသေးလို့ဖြစ်တယ်မတော်ကျွန်တော်ဖះကိုမမြင်သေးတဲ့အဆင့်မှာပဲရှိနေသေးလားဒါမှမဟုတ်ဖះကိုမြင်ပြီးတော့မှကိုယ့်အဖြစ်ကိုတွေ့သွားတယ်သို့တော်ဖះအနေကိုငါခွင့်လွတ်ပြီလို့ပြောတာကိုကျွန်တော်မခံရသေးဘူးလားပြောပေမဲ့လည်းကျွန်တော်ကိုယ့်ကိုခွင့်လွတ်တယ်လို့ဖះခွင့်လွတ်ခြင်းခံရပြီလို့ကျွန်တော်မခံစားရသေးဘူးလားဆိုတော့စရှိတယ်အဲ့ဒီအဆင့်တွေကိုကျွန်တော်မတွေ့ကြုံရသေးဘူးလားပေါ့နော်အကယ်အဲ့ဒီအတွေ့အကြုံအားလုံးကိုကျွန်တော်တွေ့ကြုံပြီးဆိုရင်တော့ကျွန်တော်ဒီစကားကိုပြောမှသိကြတယ်တဲ့ဟေရှာယပြောသလိုပေါ့နော်ကျွန်တော်ကိုစေလွတ်ပါသွားပါမယ်ကျွန်တော်သွားမယ်ဆိုတော့သွားပြီးတော့သတင်းစကားသူပြောမှာပေါ့နော်သူတွေ့ကြုံရတဲ့အရာဒါကြောင့်ဒီအချင်းရာကိုဥနာဆာလ51ငယ်ခွန်15မှာကျွန်တော်ဖတ်တဲ့အခါမှာဒါဝိဒ်ကိုယ်တိုင်အဲ့ဒီလိုမျိုးသူတွေ့ကြုံခံစားခဲ့ရတယ်ပေါ့နော်ဘုရားရဲ့ခွင့်လွှတ်ခြင်းကိုဆိုတော့ခွန်ကနေ15ကိုကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်ကိုစင်ကြယ်စေခြင်းကဟုတုတ်ပင်ညွန့်နှင့်တန့်ရှင်းခြင်းမင်္ဂလာကိုပေးတော်မူပါကျွန်တော်ကိုမိုးပွင့်ထက်သာ၍ဖြူစင်ခြင်းဟာဆေးကြောတော်မူပါစိတ်သက်သာဝမ်းမြောက်ခြင်းရှိမည်အကြောင်းစကားကိုကျွန်တော်အားကြားစီတော်မူပါတို့ပြုလင်ချိုးဖက်တော်မူသောအယူတို့သည်ရှင်လန်းခြင်းရှိကြပါလိမ့်မည်အလွန်ကျွန်ုပ်လွန်ကျူးခြင်းဒုစရိုက်တို့မှမျက်နှာတော်လွှဲ၍ကျွန်ုပ်အပြစ်ရှိသမျှတို့ကိုဖြေတော်မူပါ။ဘို့ဖျားသခင်ကျွန်ုပ်ထဲ၌စိန်ကြောသောနှလုံးကိုဖန်ဆင်းတော်မူပါ။မြဲမြံတည်ကြည်သောသဘောကိုအသေးပြုပြင်တော်မူပါ။ကျွန်ုပ်ကိုအထံတော်ကနှင်ထုတ်တော်မူပါနှင့်။တန်ရှင်တော်ဝိညာဉ်တော်ကိုရုပ်သိမ်းတော်မူပါနှင့်။ကယ်တင်တော်မူခြင်းနှင့်ရှင်သောဝမ်းမြောက်ခြင်းအခွင့်ကိုပြန်၍ပေးသနာတော်မူပါ။ကြည်ညိုသောစေနာစိတ်သဘောသည်ကျွန်ုပ်ကိုထောက်မပါစေသောကျွန်ုပ်သည်လည်းမတရားသူတို့အားတရားလမ်းကိုပြတသွန်သင်ပါမည်အပြစ်ရှိသောသူတို့သည်ကိုတော်ထံသို့ပြန်ကြပါလိမ့်မည်ဒီ73မှာတော့အဓိကအချက်ဖြစ်မှာပေါ့နော်ခုနဖခင်ကသူခွင့်လွှတ်ခြင်းနဲ့သူတောင်းတယ်သူလုပ်ပေးပါကျွန်တော်ကိုဒီအပြစ်တွေကိုကျွန်တော်ဆေးကြောပေးပါတန့်ရှင်းပေးပါစင်ကြယ်ပေးပါအသစ်ပြုပြင်ပေးပါသူပြောတဲ့အခါမှာ73မှာတော့ဗာပြောရဲဆိုတော့ကျွန်ုပ်ဒီမတရားသူတို့အားတရားလမ်းကိုပြတ်သက်သွန်သင်ပါမည်သူပြောမဲ့အပိုင်းဖြစ်လာပြီပေါ့နော်သူအဲ့လိုခံရတဲ့အတွက်ကြောင့်ဖခင်သူအဲ့လိုခွင့်လွှတ်ခြင်းတွေစင်ကြယ်ခြင်းတွေသူ့ကိုပေးလိုက်တဲ့အခါမှာကျွန်တော်အဲ့ဒီမတရားသူတွေကိုဒီလမ်းကိုကျွန်တော်ပြတ်သားတုံသင်ပါမယ်သူခတိပေးတယ်ပေါ့နော်အပြစ်ရှိသောသူတို့တွေလည်းကိုတော်ထံသို့ပြန်လာကြပါလိမ့်မည်သူအဲ့လိုပြောပြတဲ့အခါမှာဒီခုနပြစ်သားတွေလည်းပဲကိုတော်ထံသို့ပြန်လာကြမယ်ဆိုတော့ဒါကြောင့်ဒီသင်ခန်းစာမှာတော့ကျွန်တော်တို့ဒီဗျာဒိတ်ဆက်၄နဲ့သွားပြီးတော့မှဆက်နေပြန်တယ်ဆိုတော့ကျွန်တော်တွေ့ရတာပါဆိုတော့ကောင်းရင်တမန်သတင်းစကားဆိုဖြစ်ထာဝရဧဝံဂေလိသတင်းစကားကိုကြွေးကြော်ဖို့အဲ့ထာဝရဧဝံဂေလိသတင်းစကားဆိုဖြစ်ဒီခရစ်တော်ရဲ့ကယ်တင်ခြင်းသတင်းစကားဖြစ်တယ်ဆိုတော့အဲ့သတင်းစကားကိုကျွန်တော်တို့ဒီကြွေးကြော်ဖို့ရအတွက်လိုအပ်တဲ့အရာတော့အခုနဟေရှာယရဲ့အတွေ့အကြုံဒါဝိဒ်ရဲ့အတွေ့အကြုံကျွန်တော်ရရှိဖို့လိုတာပေါ့နော်ဘုရားရဲ့ခွင့်လွှတ်ခြင်းကိုကျွန်တော်ကိုယ်တိုင်မြည်ဆန်းဘုရားကိုတွေ့ပြီးတော့မှခွင့်လွှတ်ခြင်းရတဲ့အခါမှာကျွန်တော်တို့ဒီကျွန်တော်တွေ့ကြုံရတဲ့အရာကိုဒီကဲတဲ့သတင်းစကားကိုဒီပြောဖို့ရန်အတွက်တခြားသူပြန်ဝေပြဖို့ရန်အတွက်ဒီသင်ခန်းစာကျွန်တော်ကိုဒီအားပေးထားတာဖြစ်ပါတယ်ကျွန်တော်ဖြစ်ဆိုချင်အောင်လားဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းဒီဒုက္ခချမ်းသာလမ်းညွန်ပေါ့နော် Ellen G. White ရဲ့ quotation လေးထဲမှာတစ်ခုဘာပြောရဆိုတော့ခရစ်တော်ထံရောက်လာသည်နှင့်အမြတ်ယေရှုသည်မိမိမိတ်ဆွေကောင်းဖြစ်သည်ကိုသူတစ်ပါးအားမျှဝေလိုသောဆန္ဒပေါက်ဖွာလာလေနော်အဲ့တော့ခရစ်တော်ရရှိပြီးတဲ့အခါမှာလည်းပြောသလိုနော်ကျွန်တော်တို့ရဲ့
ရရှိတဲ့အရာကိုပြန်ပြီးတော့ဝေငှချင်တယ်ခဏဟေရှာယအနေနဲ့ကလည်းသူဘုရားသခင်နဲ့တွေ့လိုက်ရတဲ့အရာကအနှစ်သာရလေးအတွေ့အကြုံလေးကိုသူတခါပြန်ပြီးတော့ဘုရားသခင်ခေါ်တဲ့အခါငါတို့အတွက်ဘယ်သူတောင်းလဲကျွန်တော်သွားမယ်ကျွန်တော်ရှင်းလွတ်ပါကျွန်တော်သွားပြောမယ်ဒါသူဘုရားနဲ့တွေ့တဲ့အတွေ့အကြုံသူသွားပြီးတော့ဝေငှဖို့သူအစင်းနဲ့ဖြစ်နေတာသူမပြောရရင်မနေနိုင်တော့ဘူးအဲ့သခင်ခရစ်တော်ရဲ့တပည့်တော်တွေကိုလည်းကျွန်တော်ပြန်ကြည့်မယ်ဆိုရင်သခင်ခရစ်တော်တည်ရှိတဲ့အချိန်တော့သူတို့နှစ်ယောက်တွေနဲ့နှစ်ယောက်တွေဆင်လွတ်တဲ့အခါမှာသခင်ခရစ်တော်ကဆူတောင်းပေးပြီးတော့ကဲမင်းတို့သွားဆိုတော့ဆင်လွတ်လိုက်တာဒါပေမဲ့သခင်ခရစ်တော်တည်ခြင်းကအရှင်မြတ်ထပြောက်ပြီးတော့ကောင်းကင်ပြန်တက်သွားပြီးတဲ့နောက်မှာသခင်ဖခင်ကသူတို့ကိုသွားပါလို့ပြောစရာမလိုတော့ဘူးသူတို့ကရရှိတဲ့ဒီအတွေ့အကြုံကြီးကိုသူတို့လုံးဝမပြောဘဲမနေနိုင်တော့ဘူးအဲ့လိုဖြစ်သွားတယ်အဲ့တော့သူတို့ကိုရိုက်တယ်ဆိုရင်လည်းကဲမပြောနဲ့လို့ပိတ်ပြင်လဲသူတို့မရဘူးနော်လွတ်တာနဲ့ချက်ချင်းသွားပြီးတော့အမျိုးအလေမှာသွားပြီးတော့တကားပေါက်မှာဟိုပိတ်မှန်တော့အရှိမသွားပြီးတော့သူတို့ပြောတော့တာပဲဒီဆန္ဒကပေါက်ခွာလာတာဖြစ်တယ်အဲ့တော့ဒီဘုရားသခင်ရဲ့ကယ်တင်ခြင်းဧဝံဂေလိသတင်းကဝမ်းမြောက်စွာတဲ့ဒီသတင်းစကားတွေကကျွန်တော်တို့ဘုရားသခင်ထံကိုပြန်ပြီးတော့ပို့ဆောင်ဖို့ဆိုတာကျွန်တော်တို့ရဲ့ဘုရားသခင်နဲ့ရရှိခဲ့သောအဆိုးတွေကနေကျွန်တော်ပြောင်းလဲလာတော့အသက်တာများဖြစ်နိုင်တယ်လို့ကျွန်တော်ဘုရားသခင်နဲ့အင်မတန်ကောင်းသောဆက်ဆံမှုတွေရရှိပြီးတော့လည်းတစ်ခါပြန်ပြီးတော့ဒီသတင်းစကားတွေပြန်လဲဝေမျှချင်ကြတဲ့ဟိုတာပေါ့နော်အတွေ့အကြုံဖြစ်တယ်ဆန္ဒတွေဖြစ်တယ်အဲ့တော့ဘုရားသခင်ရွေးချယ်တဲ့ဘုရားသခင်သားသမီးမှန်ရင်တော့ဘုရားသခင်ပေးတဲ့ဒီတောင်းပေါ့နော်ကဲဒီနောက်ဆုံးသောအချိန်ကာလအတွက်ကျွန်တော်တို့သတင်းစကားတော့ကောင်းကင်ထဲမှာသုံးပါသတင်းစကားကိုကြွေးကြော်ပါနံပါတ်1ချက်တော့ကောင်းကင်မြေကြီးသမုဒ္ဒရာစမ်းရည်ကျွန်တော်ဖန်ဆင်းတဲ့အရှင်ကိုပြန်ပြီးတော့ကိုးကွယ်ပါဆိုတဲ့ကြွေးကြော်တန်ကကျွန်တော်တို့ရဲ့ကြွေးကြော်တာဖြစ်ရမယ်ဘာဘူးလုံနဲ့ထွက်လာခဲ့ဖို့မမားရင်းနဲ့တုန်တင်မှုတွေမောင်းရင်းနဲ့နှိုးချမှုတွေထဲကနေထွက်လာဖို့ခေါ်တဲ့အခါမှာလည်းထွက်လာဖို့ကကျွန်တော်တို့ရဲ့တောင်းပြီးတော့ဒီဘုရားသခင်ရဲ့တစိမ့်တားရဲ့တစိမ့်ခွဲခြားသိနိုင်ဖို့ရန်အတွက်မသိသေးသောသူတွေကိုချပြရမယ်တာဝန်ကလည်းကျွန်တော်တို့ရဲ့တောင်းအဲ့တော့ဘုရားသခင်ပေးထားတဲ့အရာတွေကိုကျွန်တော်ဆက်လက်ပြီးတော့ကြွေးကြော်ဖို့ဝေငှဖို့တွားဖို့ဆိုတာကကျွန်တော်တို့ဘုရားသခင်နဲ့အတွေ့အကြုံရရှိထားသောသူများဖြစ်ဖို့ဒါကြောင့်အဲ့လိုအတွေ့အကြုံရဖို့လည်းနေ့တိုင်းဘုရားကျွန်တော်ဘုရားသခင်နဲ့တွားနေတော့သူများဖြစ်ဖို့အဲ့ဒါမှအရေးကြီးပါတယ်နော်ဒါကြောင့်မို့ဘုရားသခင်နဲ့အတူကျွန်တော်နေ့စဉ်တက်တာကိုပြန်ပြီးတော့သွားကြရအောင်အဲ့ဒါဘုရားသခင်ရဲ့ဆန္ဒကျွန်တော်တို့အပေါ်မှာထားတဲ့တခုတည်းသောဆန္ဒဖြစ်တယ်ဘုရားသခင်ရဲ့ဧဝံဂေလိသတင်းစကားဝေနေရတတဝပေါင်းထံကိုရောက်ဟောပါပြောပါတွန်းတင်ပါဩဝါဒပေးပါဆိုတာခင်ကြတော့ကျွန်တော်တို့ပေးခဲ့တဲ့တောင်းဖြစ်တယ်ကြည့်ပြအောင်ထိုင်ရကြပါစို့ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့သင်ခန်းစာကတော့အဆုံးသတ်သွားပြီဖြစ်ပါတယ်အဲဒီမှာရှိတယ်ကျွန်တော်တို့ရဲ့တင်သားများမိတ်ဆွေများထပ်ပြီးတော့အသိပေးချင်ရတာကတော့ကျွန်တော်တို့လာမယ့်အပတ်မှာဆာလံကျမ်းတွင်အပိုင်း1ကျွန်တော်ဆက်လက်ပြီးတော့လေ့လာသွားကြမှာဖြစ်ပါတယ်အဲတော့ဘုရားသခင်ရဲ့အနာဂတ်ဟောကြားတဲ့ဂရိကျမ်းနဲ့ဒီဆာလံကျမ်းနဲ့ဘယ်လိုဆက်ဆက်မှုတွေရှိနေလဲဘုရားသခင်ကကျွန်တော်တို့ကိုဘာတွေသိချင်တာလဲဘာတွေတတိပေးနေတာလဲဘုရားသခင်ဂတိတော်တွေကဘာတွေလဲကျွန်တော်ဆက်ပြီးတော့လေ့လာသင်ယူသွားကြမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ဒီနေ့အတွက်အစီအစဉ်လေးကိုပြန်ပြီးတော့ဆုံးသတ်ဖို့ရအတွက်တော့ဆရာတိုက်ထုတ်တဲ့နဲ့တူပိတ်စီတောင်းဖို့ရခဲ့တဲ့ခါပါတယ်ဟုတ်ဆွေးနွေးကြပါစို့အထက်ကောင်းတဲ့တည်ရှိတော်မူသော transition condition ပြတာတော်ရှင်မြတ်စွာဘုရားခင်ဒီနေ့ဘုရားနှုတ်ကပတ်တော်များကိုလည်းပဲသူတို့ကလေ့လာသင်ယူဖွဲ့ဆင်တွေဖွဲ့ရရှိတဲ့ကြောင့်ကိုရောဘုရားသူပဲကျူသင်ရှိပါတယ်အထူးသဖြင့်လည်းပဲဒီနေ့သင်ခန်းစာတဲ့၌ဒီအနာဂတ်ကျမ်းဆိုင်ရာဗျာဒိတ်ကျမ်းကိုလေ့လာတဲ့အခါမှာဓမ္မဟောင်းကျမ်းမှာဖော်ပြထားတဲ့အရာများအထူးသဖြင့်စာလံကျမ်းထဲမှာဒီဗျာဒိတ်ကျမ်းမှာဖော်ပြတဲ့အရာများကိုပြန်လည်ရှင်းလင်းသင်ပြထားသည့်အရာကိုတွေ့ရှိနားလည်သဘောပေါက်ခွင့်ရတဲ့ကြောင့်သူပင်ကျူသင်ရှိပါတယ်ဒါပြီးတော့နေဖြစ်တာ၍နားလည်သဘောပေါက်ခွင့်ရအတွက်လည်းပဲမအားစားတော့ပါကိုရောဘုရားနဲ့ဒါ၍နီးကပ်တော်သူများဖြစ်နိုင်ပွဲလည်းမအားစားပြီးတော့မှာဤနှုတ်ကပတ်တော်အတိုင်းအသက်ရှင်နိုင်ဖို့လည်းမအားစားတော့မှာဒါပေမဲ့နီးသူဒီနားထောင်နေကြလည်းရှိတဲ့ဒီမှာပရိသတ်များအပေါင်းတို့နေလည်းပဲကိုရောဘုရားဆက်လက်သူပါရှိပြပါမိကြောင်းစစ်တောင်းတဲ့အခါမှာယေရှုခရစ်ရဲ့နာမတော်သာပြီးပြုပြီးသနာခံတောင်းလျှောက်ကြပါလေပါအာမင်
ကျေးဇူးတင်ပါတယ်ကျွန်တော်